အားလုံးပဲမင်္ဂလာပါခင်ဗျာရဲကောင် audio channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ဆရာလေးမောင်ရေးသားတဲ့မုတ်ဆိုးဝတ္ထုဇလံကောင်းလေးတစ်ပုဒ်ကိုဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဝတ္ထုဇလံလေးကိုဖတ်မပြခင်မှာထုံးစံတိုင်းကျွန်တော်ရဲ့ channel ကို like and subscribe လေးလုပ်ပြီးတော့မှအားပေးသွားကြဖို့တောင်းဆိုချင်ပါတယ်လေးမောင်မိဘကျေးဇူးဆက်ဖူးပါသည်တော်ရင်းမှာနေပြီးကျင်လည်ကျက်စားနေကြတဲ့သားကောင်တို့ကသူတို့ဘဝဘေးအတိနဲ့ကြာရောက်မဲ့ဘေးအန္တရာယ်ကိုရှောင်တိန်တတ်ကြတယ်အဲ့ဒီလိုမရှောင်တိန်တဲ့လူကလည်းမရသူတို့ဖြတ်တန်းခဲ့ကြတဲ့ဘဝခီးတစ်လျှောက်လုံးကိုလည်းကြည်အောင်လေသူတို့ဘဝတွေကတဘာဝဘေးအန္တရာယ်တွေဖြစ်ကြတဲ့မူးခေါင်ခြင်းရေကြီးခြင်းလေမုန်တိုင်းတဲမုန်တိုင်းစီးနှင်းမုန်တိုင်းတိုက်ခိုက်ခြင်းမြေပြိုခြင်းမီးတောင်ပေါက်ကွဲခြင်းတောမီလောင်ခြင်းအပူလွန်ကဲခြင်းအေးလွန်ကဲခြင်းစသည်တို့ကိုဖြတ်တန်းကျော်လွှားခဲ့ကြရတယ်ဒါအပြင်လူသားတို့ပယောဂကြောင့်ဖြစ်ပွားခဲ့ကြတဲ့စစ်ဘေးစစ်ဒဏ်တီထွင်စမ်းသက်ဖောက်ခွဲကြတဲ့လက်နက်ကြီးတွေတန်းတာတန်မိုးဆိုးတို့ရဲ့ပြစ်ခတ်တပ်ဖြတ်ခြင်းတန်းအပြင်အမဲလိုက်ကရှာဖွေစားသောက်တတ်ကြတဲ့အသားစားတော်ဝါတို့ရဲ့တပ်ဖြတ်ခြင်းတန်းကိုပါခံစားနေကြရတဲ့အတွက်အမြဲတမ်းအချိန်တိုင်းလိုသွားသတိစားသတိအိပ်ဆက်နားနေခြင်းကိုပင်သတိနဲ့ရှင်ကမပြတ်သောသတိနဲ့စားစားသွားသွားလုပ်နေကြရသည်ပဲမဟုတ်ပါလားအခုလေသားကောင်ကသူ့မှာကြာရောက်လာမဲ့အန်ဒီယေကိုရှောင်ခွင်းကကျင်လျာတောကြီးအတွင်းညီးပေါင်းစုံ၃ကအန်ဒီယေကိုတိန်းရှောင်လဲစားနေတယ်မုတ်ဆိုးလို့သူကျွန်တော်ကလည်းခြေရကောက်လျက်မပြည့်ရမချင်းနောက်ကိုပြန်မလဲလို့ဆုံးဖြတ်ချက်ချထားသူမို့မြေပြင်မှာထင်နေတဲ့သားကောင်ရဲ့ခြေအားကိုကြည့်ကမနာတန်လိုက်နေသည့်တိုင်သားကောင်ကြီးအရေးအယောင်ကိုမမြင်တွေ့ရသေးသားကောင်ကလည်းတော်ကျွမ်းသူမို့ခြေအားဖြောက်ကမုတ်ဆိုးဖြစ်သူကျွန်တော်ကိုလဲစားနေတော့သူ့တိုင်အောင်လဲကျွန်တော်ကခြေအားကောက်ရင်နောက်ကထက်ချက်မကွာလိုက်နေမိပြန်တယ်နေမွန်းတဲ့ချိန်မှာအရေးရအပင်ကြီးအောက်မှာခိတအပန်းဖြေနားနေလိုက်ရင်ကယူဆောင်လာတဲ့ထမင်းထုတ်ကိုယူစားတော့ဗိုက်ဖြစ်လိုက်တယ်ထမင်းစားလို့အပြီးအာသာပြေအိတ်ကက်အတွင်းကရှမ်းဖက်လိတ်ကိုထုတ်ကာမီးတို့ဖွာဆိုင်လိုက်ပြီးအခုလိုက်နေတဲ့သားကောင်နောက်ကိုတဲတဲမဲမဲလိုက်နေရတာကိုပြန်လဲတွေးတော့နေလိုက်မိတယ်အမေကျမ်းမာကြီးကအရင်ကလိုမဟုတ်တော့စိတ်ကိုတင်းထားပေမဲ့ရေရှည်တောက်မခံနိုင်ဒီတိုင်းဆိုရင်လုံပါတော့မယ်အမေကသူ့ရင်တွင်ခံစားချက်နဲ့အတူတားဖြစ်တဲ့ကျွန်တော်ကိုအမဲမလိုက်ဖို့တားမြစ်ထားပေမဲ့လည်းကျွန်တော်မှငွေရှာဖို့နီးလန်းကိုမသိငယ်သေးသည်ပဲကိုတခုတော့ရှိတယ်ရွာတွင်းမှာရှိတဲ့တငယ်ချင်းတွေလောက်ကြတဲ့ဝါခုတ်တစ်လဲလန့်ထင်းဖြက်မိသွေးဖုတ်ဆက်လူတနုံတောင်ထန်းကျိန်ခုတ်စားတဲ့အလုပ်ကိုလိုက်လို့ရင်ရတယ်ဆိုပေမဲ့တောထဲမှာ၄-၅ညအိပ်ပြီးလုပ်ရမယ့်အလုပ်မျိုးဖြစ်တာကြောင့်အမေကကျွန်တော်ကိုစိတ်မချတဲ့အတွက်ခွင့်မပြုရင်လည်းလိုအပ်နေတဲ့ငွေကိုချက်ချင်းရနိုင်မှာလည်းမဟုတ်ပါငွေရမယ့်အချိန်ထိလည်းအမေယောဂါကတောင်းခံနိုင်မဲ့အနေအထားမျိုးမဟုတ်ဒါအတွက်ကြောင့်အမေသိမ်းဆည်းထားတဲ့အဖေတနက်ကိုခိုးယူကိုင်ဆောင်ကလိုအပ်တဲ့အမေဈေးဘဝကငွေကိုရအောင်ဖန်တီးမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုအခုလိုသားကောင်ချီယာကောက်လိုက်လံပြစ်ခတ်နေရခြင်းဖြစ်ပါတယ်အဖေကြောင့်ဆိုတော့အဖေတည်ဆုံးပြီးတဲ့နောက်နှစ်အတွင်းအမေမှာဆွဲကပ်လာတဲ့ကျမ်းမာရေးကြောင့်ဖြစ်သလိုဒီတိုင်းထားလင်လုံပါတော့မဲ့အနေအထားမှာပုံမဆိုးဝါးလာခြင်းကြောင့်ဖြစ်ပါတယ်အမေမှာခင်ပွန်းဖြစ်သူကအသေးဆိုးနဲ့တည်ဆုံးခဲ့ရသလိုအရွယ်မရောက်သေးတဲ့ကျွန်တော်အတွက်ကြောင့်မှာစိတ်တော့ကဖီစီခံစားနေရပုံလဲရတယ်အဖေတက်ရှိထင်ရှားရှိခဲ့စဉ်ကာလကမုတ်ဆိုးလုပ်ငန်းဖြင့်ရိုးမကြီးအတွင်းမှာရှိတဲ့တားကောင်ပေါင်းစုံကိုလက်ပတ်ရှာဖွေပြစ်ခတ်လောက်ကင်ကျွေးမွေးသလိုအမေကလည်းတောထွက်ပစ္စည်းတွေဖြစ်တဲ့မုံနှုတ်မြစ်ချိုးဗရက်စာတူးဖလန်တောင်ဝေးနှုတ်ဇေယရိုးဖြက်တောက်တာဂုံမင်းနှုတ်တဲ့အပြင်ဓနိတောင်ထန်တက်ကဲကျိန်ခုတ်ကတပီပါမချန်ချိုးပြီးဖောက်တယ်ပေးကရောင်းချပြီးတဲ့နောက်တစ်ဖက်တစ်လမ်းကကူညီနေတာကြောင့်မိသားစုစားဝတ်နေရေးကအဆင်ပြေနေတယ်။ကန်ဆိုးကျင်တော့လွန်ခဲ့တဲ့နည်းနည်းလောက်ကဖခင်ကြီးတောပုံချောင်းထွက်ရင်းကဟင်းမျိုးကြီးတစ်ကောင်နဲ့တိုးကကိုကားပြစ်သူကကိုက်ရင်းကဟင်းမျိုးကြီးကိုရလိုက်ပြီးမဲ့ဖခင်ကြီးမှလည်းအဲ့ဒီအကောင်ကြီးလက်ချက်နဲ့အသက်ပေးလိုက်ရပြန်တယ်။အဲ့ဒီအချိန်ကလူလားမမြောက်သေးတဲ့ကျွန်တော်မိခင်ရင်ခွင်တွင်မှကြီးပြင်းလာခဲ့ရပေမန်းကြီးစွာတော်တိုရှာဖွေလာခဲ့ရတဲ့မိခင်ကြီးမှာအဖေအတွက်ခံစားချက်နဲ့အတူကျွန်တော်အတွက်ပါအပင်ပန်းခံလာရတဲ့ဒဏ်ကြောင့်စိတ်ပင်ပန်းကယောဂဆွဲကပ်လာခဲ့ရတယ်။သူ့အတွက်ကြောင့်ယောဂကိုဆင်းပြီးတော့နဲ့ကုနေရင်ကအဲ့ရထဲဘုံဘုံလဲရတဲ့အဖြစ်အဲ့ဒီချိန်အိနီနာပါမိမသားတွေဖြစ်ကြတဲ့အပြိုကြီးမော်မော်ထားဥတုံမြမြအေးစုမုံဦးတို့နဲ့တိုင်ပင်ပြီးစံပြမင်းကုန်းရွာမှတပိန်တော်ပရောကဆရာကြီးထံကိုစောင့်ပခက်နဲ့ဝါတလုံးတက်ရှူထန်းကသွားပြမိကြတော့တယ်။ဆရာကြီးရင်ရောက်တော့မတွေ့ခဲ့ကြသူဇနီးပြောစကားအရဆိုရင်ဆရာကြီးမြတ်မင်းဟန်မှာမင်းကုန်းရဲဘက်စခန်းနောက်ကျော်တည်ဆုံးသူရဲဘက်တွေမြုပ်နှံတဲ့တင်းချိုင်းမှာအတိတ်တန်ဝင်နေတာကြောင့်လိုက်သွားပြီးပြသဖို့လမ်းညွန်တဲ့အတွက်အဲ့ဒီနေရာစီမှာတဆင့်လိုက်သွားကပြသရပြန်တယ်။မင်းကုန်းရဲဘက်စခန်းနောက်ကျော်တင်းချိုင်းအတွင်းအတိတ်တန်ဝင်နေတဲ့ဆရာကြီးမြတ်မင်းဟန်ရှိရာစီကိုခက်ခဲတော်လန်အတိုင်းလိုက်သွားတော့မြေပုံမွန်းမှုကလေးပြီးခွေးကလေးအိပ်ပျော်နေတဲ့ဆရာကြီးမြတ်မင်းဟန်ဆိုသူကိုတွေ့လိုက်ကြရတယ်။အသားရည်ကဖြူညစ်ညစ်ရုပ်ရည်ကကလဆင်ပထိန်ကလားရုပ်မျိုးအကျက်အမောင်းကထောင်ထောင်မောင်းမောင်း
ရှောင်းကြီးပွေနဲ့အဝိအစားကနနွင်းရောင်ဂျာစီအောက်ခံညိုညင်းညစ်လေကရုံအင်ကြီးလက်တို့အနီရောင်အဖြူကြားပေါ်ဝါကိုခေါင်းမှာပေါင်းထားပြီးယောဂီတိုက်ပုံကိုလက်ခေါက်မှတင်ထားပြီးတော့လက်မှာအင်ကွက်တွေကိုတက်တူးထိုးထားတယ်။မုတ်စိတ်မွေးနဲ့နှုတ်ခမ်းမွေးထုလက်ပြစ်ဝါချင်းချင်းရှမ်းမောက်ပြီးနဲ့ဘေးမှာတောင်ဝေးကြီးတစ်ချောင်းထိပ်ဖြားပိုင်းမှာမိမတယောက်ဆောင်းကြောင်ထိုင်နေတဲ့ဂဝုံရုပ်နဲ့ကြည်ရသည်မှာအထက်လန်းပုံမျိုးတော့မဟုတ်ပါ။အောက်လန်းဆရာဖြစ်ပါလိမ့်မယ်။ကျွန်တော်ဆရာကြီးပုံမှန်တရံကိုကြည့်ပြီးဘဝင်မကြချင်ဖြစ်လာတယ်။ဒါပေမဲ့ဘာမှတော့ဝင်မပြောမိကျွန်တော်တို့သွားကြတဲ့အထက်ကအပြိုကြီးမော်မော်နဲ့အလွန်ချင်းဒီပုံလဲရတယ်။သူ့အတွက်ကြောင့်အကျိုးအကြောင်းကိုမေးတာကြောင့်ပြောပြလိုက်တော့သူအကြံပေးတာကမိမတွေမှာဖြစ်တတ်တဲ့ယောဂမျိုးမို့လဲကူဆေးရုံတင်ကကုသမှုခံယူဖို့အကြံပေးတဲ့အတွက်အမေကိုဆေးရုံတင်ပြီးဆေးဝါးကုသမှုခံယူဖို့လိုအပ်တဲ့ငွေကိုရှာဖို့ကျွန်တော်မှာတာဝန်ရှိနေတဲ့အခြေအနေကျွန်တော်မှာအမေအတွက်လိုအပ်နေတဲ့ဆေးဘိုးဝါးခရလောက်အောင်လက်တလောအားကိုးစရာမရှိသလိုချင်းကားမဲ့သူကလည်းမရှိတာကြောင့်အခက်တွေ့နေတယ်သူ့အတွက်ကြောင့်အဖေတက်ရှိတင်ကြားရှိခဲ့စဉ်ကတောထဲကိုလိုက်သွားရင်တင်ကြားပြသထားခဲ့မှုတဲ့မုတ်ဆိုးပညာရက်ကိုအထိုက်လျောက်သိရှိတက်မြောက်ထားသူမို့အမေမသိအောင်တနက်ကိုခိုးယူပြီးတားကောင်ကိုပြစ်ခက်ရောင်းချကငွေရှာဖို့အတွက်ဥတီလိုက်ရခြင်းပင်တနက်ရပြန်တော့အခက်အခဲကကြီးစံဒီရိုးမကြီးတကြောအတွင်းတနက်ကင်ပြီးတားကောင်တွေကိုပြစ်ခတ်နေသူကအဖေတယောက်တည်းရဲ့သာရှိတယ်။ကျန်တဲ့မုတ်ဆိုးလုပ်သူတွေကဒူးလေးကင်အစိတ်သုံးနေကြသူတွေဖြစ်တာမို့ရန်အောင်လုပ်ဖို့ကအခက်တွေ့နေတယ်။အဲ့ဒီအချိန်မိဘကျေးဇူးဆက်မြည်မှန်းတီး၍လာတော့ဖြစ်မသိပါ။ကန်တရားကကိုဖက်ကိုအလေးတာလာခဲ့တယ်။တိုက်တိုက်ဆိုင်ဆိုင်ပဲကွန်းချံကုန်းဘက်စီကတနက်ကင်မုတ်ဆိုးကြီးတပွဲစားဝင်းနိုင်ဆိုသူကိုရွာထိတ်ထန်းကြီးဆိုင်မှာတွေးလိုက်ရပြီးတော့ကြီးစံလုံနီးကိုတင်ကြားပြသပေးသွားကလိုအပ်သည့်ရန်ကြည်ခဲလုံးတို့ကိုပါပေးသွားတဲ့အတွက်ကျွန်တော်အမေကျမ်းမာရေးအတွက်ဆေးရုံတင်ဖို့လိုအပ်တဲ့ငွေရှာဖို့အဆင်ပြေသွားရခြင်းပင်သူ့အတွက်ကြောင့်အမေမိန်နေတော့တနက်နဲ့ရန်အပြင်လိုအပ်တဲ့ပစ္စည်းတွေကိုကြော်ဖို့အိတ်အတွင်ထဲကတငယ်ချင်းဖြစ်သူဟန်ထွန်းရှိရာဝါကြောင်ကြေးရွာဖက်စီကိုထွက်ခဲ့ခြင်းဖြစ်ပါတယ်။ဝါကြောင်ကြေးရွာဆိုတာကလေကူရေလောင်တမန်ကြီးမတည်ဆောက်ရသေးခင်ကာလကမိုးအခါရွာချလိုက်တဲ့ရိုးမကြီးအတွင်းကတောင်ကျရီတို့စူပေါင်းပြီးဆင်းရာချောင်းယူကန်နဖူးမှာတည်ရှိတဲ့ရွာငယ်ကလေးတွေထဲမှာအပါအဝင်ဖြစ်တဲ့ရွာကလေးတစ်ရွာပင်တောင်ကျချောင်းပြီးရွာငယ်လေးတွေဖြစ်ပေမဲ့လည်းရိုးမကြီးအတွင်းပိုင်းမှာတောထွက်တယံဇာတပစ္စည်းတွေကိုရွာကလေးတွေကလက်ခံဝယ်ယူကရန်ကုန်လဲကူးနဲ့ပဲခူးမျိုးနဲ့နေရာအနှံ့ပြန်လဲရောက်ချဖောက်တယ်ပြန်ပေးနေတဲ့ရွာကလေးတွေဖြစ်ကြတာမို့စီးပွားရေးအဆင်ပြေကြတယ်။အဲ့ဒီချိန်ကမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကာလဖြစ်တာနဲ့အညီအဲ့ဒီကြီးရွာငယ်ကလေးတွေကိုအုပ်ချုပ်ရတဲ့ရွာကောင်စီဥက္ကဋ္ဌကိုအန်ထွန်းဆိုတဲ့သူကလည်းကျွန်တော်တငယ်ချင်းမုတ်ဆိုးလေးပင်မှတ်ချက်အဲ့ဒီချိန်ကတောင်ကြချောင်းဝါချောင်းကမ်းတစ်ဖူးမှာရှိတဲ့ကြီးရွာငယ်တွေမှာနေထိုင်ကြတဲ့ရွာသူရွာသားတွေကိုလေကူရေလောင်တမန်ကြီးတိဆောက်လိုက်တဲ့အတွက်ဘာလားဆိုတဲ့ကြီးရွာတစ်စီကိုပြောင်းရွှေ့နေရာချထားအစားပေးလိုက်တယ်။အဲ့ဒီကြီးရွာကမြောက်ဥက္ကလာပမြို့နယ်နဲ့တဘိုးတန်းပင်ဖြစ်ပါတယ်။တငယ်ချင်းကိုဟန်ထွန်းအိမ်ရောက်တော့အမောဆိုသွားတယ်။အဖေကြောင့်ဆိုတော့ရိုးမကြီးအတွင်ပိုင်းငွေးနီကြီးရွာတီရှိရာဖက်စီကိုဝါခုတ်တက်သွားကြတယ်လို့သိရတယ်။အဲ့ဒီကြီးရွာကတောင်ကျရီစီးဆင်းရာချောင်းရိုးပေးရွာငယ်ဖြစ်ပေမဲ့လည်းဝါယုံတော်ကြီးတွေပေါက်နေတဲ့နေရာလည်းဖြစ်တယ်။ဝါတော်ကြီးရှိရာစီကိုသွားကစိတ်ကြိုက်ဝါတွေကိုလူသလောက်ခုတ်ကြမှာမို့အချိန်ကြာနိုင်တယ်။အဲ့ဒီဝါတော်ကြီးတွင်အခုလိုအချိန်မြစ်စုပေါက်ကြီးတွေကိုလာရောက်စားတောက်တက်ကြတဲ့သားကောင်ကြီးတွေဖြစ်တဲ့တောစင်ရိုင်းတွေပြောင်တဲ့ဆိုင်တွေတောဝက်တွေလာရောက်စားတောက်တက်ကြသလိုအဲ့ဒီအကောင်တွေကိုလိုက်လံစားတောက်တက်ကြတဲ့ကြာကျတဲ့သိစင်လိုအကောင်မျိုးကိုတော့နိုင်ငံတော်အစိုးရကပြစ်ခတ်ခွင့်မပေးပေမဲ့လည်းကြားနဲ့ကျတဲ့ဝဝွန်လိုအကောင်မျိုးကိုတော့ပြစ်ခတ်လို့ရရှိပါကမိခင်ကြီးကိုဆေးရုံတင်ကဇေဝကူတာဖို့အတွက်လုံလောက်တဲ့ငွေကြီးပမာဏကိုရမယ်ဆိုတဲ့အတွေးနဲ့ဟန်တွန်းတို့ဝါခုတ်သွားရာငွေနီကျေးရွာနောက်ကျောဝါတော်ကြီးရှိရာဖက်စီကိုလိုက်သွားခဲ့ပါတယ်။ဝါကြောင်ကျေးရွာကိုကြော်ပြီးမဆဲကုန်းရွာဖက်စီကိုဦးတီလိုက်တယ်။အဲဒီရွာကိုကြော်ပြီးပါမှငွေနီရွာနောက်ကျောဝါတော်ကြီးရှိရာစီကိုရောက်ပါတယ်။ရိုးမအတွင်းပိုင်းကိုရောက်နေပြီမို့တနက်ကိုအသင်းကင်ကခြေတံကိုလုံအောင်နင်းပြီးခြေရာရှာရင်းလိုက်ခဲ့ရမှာဝယုံတော်ကြီးတို့အကြားမြေပြင်ထက်စီကိုလူကထိုးထိုးထောင်ထောင်ထွက်နေတဲ့မြေစုပင်ပေါက်ကြီးတွေမှာသားကောင်တွေရဲ့ကြိုက်ဝါစားတောက်ထားခြင်းခံရတာကြောင့်အပိုင်းပိုင်းပြတ်တောက်ပဲ့ရွဲ့ကအစည်းတွေထွက်နေတာကိုတွေ့မြင်လိုက်ရတာကြောင့်မိကဲသို့သားကောင်မျိုးဖြစ်တာကိုမြေပြင်မှာထင်နေတဲ့ခြေရာကိုအသေးချကြည့်လိုက်ရမှာဝိုင်းဝိုင်းကြီးနဲ့မြေပြင်ကိုစိုက်ဝင်ထားတဲ့ကိုထဲကြီးမမဲ့အကောင်ကြီးတစ်ကောင်ခြေရာဖြစ်တာကိုတီးလိုက်တာကြောင့်အဲ့ဒီခြေရာနောက်စီကိုအသာလိုက်သွားလိုက်ပါတယ်။သားကောင်ကြီးနောက်စီကိုအခုလိုရဲရဲတင်းတင်းခြေရာကောက်လိုက်နေရခြင်းကလည်းတောထဲမှာဝါခုတ်နေကြမဲ့တငယ်ချင်းဟန်ထွန်းနဲ့အပေါင်းပါဝါခုတ်အဖွဲ့ကဝါတော်ကြီးတနေရာစီမှာအထိုင်ချနေရယူကလိုအပ်မဲ့ဝါတွေကိုရှာဖွေခုတ်ယူနေကြမည်ကိုသိရှိနေတဲ့အတွက်လိုက်နေခြင်းဖြစ်တယ်လို့အခုခြေရာကောက်လိုက်လံရှာဖွေနေတဲ့သားကောင်မှာပိတ်သားချိန်များမဲ့သားကောင်တစ်ကောင်ဖြစ်တဲ့အတွက်ပြစ်ခတ်လို့များရရှိပါလိမ့်
အချိန်မီရွာစီပြန်တည်ရမယ့်ကိစ္စမှာအရေးကြီးသလိုအဲ့ဒီလိုလုပ်နိုင်ပါမှအမေအတွက်လိုအပ်တဲ့ငွေကြေးကိုရရှိပြီးဆေးရုံပို့ကကုသနိုင်မှာမဟုတ်ပါလားသူ့အတွက်ကြောင့်ခြေရာကောက်လိုက်နေရင်မှသူတို့အဖွဲ့နဲ့တွေးလို့တွေးညာရှာဖွေရင်လိုက်နေရခြင်းဖြစ်ပါတယ်ဒါကောင်ခြေရာကိုကြည့်ကနောက်ကလိုက်နေရင်ကကျွန်တော်စိတ်မှာစဉ်းစားနေလိုက်မိတာကအခုကျွန်တော်နောက်ကလိုက်နေတဲ့ခြေရာရှင်ကတကောင်ထဲသွားနေတဲ့ခြေရာမင်းလက်ဖေးအောက်ခံပကံပြားတစ်ချက်စာခန့်ဝိုင်းဝိုင်းခွက်ခွက်ကြီးဖြစ်နေတဲ့အပြင်ကိုယ်ထဲကြီးမားတဲ့သားကောင်ကြီးတစ်ကောင်ဖြစ်တည်ဆိုတာကိုတော့သိနေတယ်ဒါပေမဲ့အဲ့ဒီခြေရာရှင်ကဘလို့အကောင်မျိုးဆိုသည်ကိုတော့မသိတာကအမှန်ဒေါ်စင်ရိုင်းကြီးတစ်ကောင်ရဲ့ခြေရာမဟုတ်မှန်းကိုတော့သိတယ်ပြောင်းလို့အကောင်ကြီးရဲ့ခြေရာလားဒါမှမဟုတ်စိုင်လို့အကောင်ကြီးမျိုးခြေရာလားဆိုတာကိုမသိတာကအမှန်အဖေပြောခဲ့တဲ့စကားကိုတော့အမှတ်ရလိုက်တယ်ဒီနေ့အဖေကသားကောင်ကြီးတွေနောက်ကိုလိုက်လံပြစ်ခတ်ဖို့အတွက်လိုအပ်တဲ့မုတ်ဆိုးအသုံးဆောင်တွေနဲ့ရိတ်ခါတွေကိုထုတ်ပိုးကနည်းနည်းစောစောသူတို့အဖွဲ့ထွက်သွားကြတယ်ကျွန်တော်ကိုလည်းသူ့သွားမဲ့ခီးက3-4ညအိတ်ချင်အေးရမှာမို့အမေအနားမှာနေဖို့အထက်ထက်မှာချားကထွက်သွားကြတယ်အဲ့ဒီနေ့ညနေပိုင်းအဖေနဲ့အဖွဲ့သားတွေပြန်ရောက်လာကြပြီးတော့အိမ်မှာအောင်ပွဲခံကစားကြတောက်ကြတာကိုတွေးလိုက်ရတာကြောင့်ကျွန်တော်ကတန်တော်အဲ့ဒီလိုနဲ့ကျွန်တော်ကအဖေကိုမေးလိုက်တာကအဖေတော်ထဲမှာ4-5ညအေးရမယ်ဆိုပြီးတော့ခုတော့မနေ့သွားညနေပြန်ရောက်နေပါလားဘလို့ဖြစ်တာလဲကျွန်တော်ကမေးလိုက်တဲ့အတွက်အဖေပြန်ဖြေလိုက်တဲ့စကားတို့ကအခါအခွင့်တင်းလို့ပေါ့လူကလေးရဲ့မင်းသားလည်းအောင်ပြောရရင်အခါအခွင့်ကလည်းကြုံတယ်ပေါ့ငါတို့နောက်ကလိုက်မဲ့ဆိုင်အုပ်ကကလေးငယ်လေးတွေပါတဲ့ဆိုင်အုပ်ဖြစ်နေတော့ကလေးငယ်သားပေါက်တွေကိုငဲ့နေရတဲ့အဲ့ဒီအုပ်ကြီးကိုနေမကူးခင်ပဲပြစ်လို့ရလိုက်ကြတဲ့အတွက်တနေရာတဲ့3ကောင်ရလိုက်လို့ဆက်ပြီးတော့မလိုက်တော့မဲနဲ့ပြန်ခဲ့ကြတာဗောသားရဲ့အဲ့ဒီလိုတဲ့လေအဲ့ဒီအချိန်ကဖခင်ပြောလိုက်ပြီမဲ့လဲစိုင်ဆိုတဲ့အကောင်ကိုမမြင်ခဲ့တာကအမှန်အဖေတို့ဖွဲ့ရလာတဲ့အကောင်တွေကိုဒိုင်ကိုသွင်းပြီးရရှိတဲ့ငွေကိုခွဲဝေယူကြပြီးရရှိတဲ့ငွေနဲ့အိမ်မှာအောင်ပွဲခံကြရင်တီးလာရတဲ့အနေအထားပဲအဖေเจ้าဆိုတော့ကျွန်တော်ဖခင်ရိုးမမုတ်ဆိုးကြီးကအရွယ်ငယ်သေးတဲ့ကျွန်တော်ကိုအခုလိုသားကောင်ကြီးတွေနောက်ကိုလိုက်တဲ့အခါတောထဲမှာညက်အိမ်ညက်နေ3-4ရက်ကြာတတ်တဲ့အတွက်မခေါ်ပဲထားသွားတဲ့အကြောင်းကိုမသိအခုသားကောင်ကြီးခြေရာကြည့်ကနောက်ကလိုက်နေရပြီမဲ့လဲထိတ်တိုက်တွေ့ပြီးကိုပြစ်ခတ်ရမဲ့သားကောင်ကဘလို့အကောင်မျိုးဖြစ်မိမှန်းကိုမသိချင်းဖြစ်နေတယ်ခြေရာရှင်ကတကောင်ထဲအေးအေးဆေးဆေးစစတော်တော်ဖြစ်တဲ့အနေအထားထိုစဉ်မှာအဖေရှိစဉ်ကပြောပြခဲ့မှုတဲ့စကားကိုလည်းပြန်လေကြားအောင်မိပြန်တာကဒီလိုလူလေးရဲ့ပြောင်းလို့အကောင်မျိုးနဲ့ဆိုင်လို့အကောင်မျိုးဆိုတာကအုပ်နဲ့နေထိုင်ကြတဲ့အကောင်မျိုးပဲကွာအုပ်ထဲကနေခွဲထွက်ပြီးတော့တကောင်နဲ့ရှောက်သွားနေတဲ့အကောင်မျိုးဆိုရင်အလွန်အန္တရာယ်များတယ်ကွာမှတ်ထားနော်အဖေကအဖန်ရီနဲ့ချောင်းကားကြော်ကိုစားနေရင်ပြောလိုက်တာမို့ကျွန်တော်ကတန်းအတော်ပြန်မေးလိုက်မိတယ်ဟုတ်လားယင်ဘာကြောင့်တော့အဖေအေးမှတ်ထားလူလေးခုလိုအုပ်နဲ့ခွဲပြီးတော့တကောင်နဲ့ရှောက်သွားနေတဲ့အကောင်မျိုးကိုတချို့ကတင်းခွဲလို့ခေါ်ကြသလိုတချို့ကလည်းနောလို့ခေါ်ကြပြီးတော့ထီးကောင်လို့လည်းခေါ်ကြပြန်တယ်ကွာအသက်အရွယ်ကလည်းကြီးသလိုအကောင်ကလည်းကြီးမားပြီးတော့တဖြည်းဖြည်းအိုမင်းချင်းရော်တဲ့အကောင်ကြီးတွေပဲကွာပြောင်တို့ဆိုင်တို့ဆိုတဲ့အကောင်မျိုးတွေကတဘာဝအရတောဝက်တွေတောမြောက်တောခွေးစားတဲ့အကောင်တွေလိုအုပ်စုဖွဲ့ပြီးနေထိုင်သွားလာစားတော့တတ်ကြတဲ့အကောင်မျိုးတွေပဲဒါပေမဲ့အုပ်စုနဲ့နေရာကခုလိုအုပ်ခွဲပြီးတော့တကောင်နဲ့ရှောက်သွားနေရတာကအကြောင်းရှိတယ်ကွာအဲ့ဒါဘာကြောင့်လဲဆိုတော့ပြောင်တဲ့ဆိုင်အုပ်ကြီးကိုထိမ့်သိမ့်တာကထီးကောင်အထီးကြီးတကောင်ကတာဝန်ယူထိန်းချောင်းတယ်အုပ်ထဲမှာရှိနေတာကအမကောင်လေးဆိုတော့အုပ်ထိုင်းတဲ့ထီးကောင်ကြီးရဲ့မဟေတီတွေကြီးပေါ့ကွာမင်းသားလည်းအောင်ပြောပြရရင်အုပ်စုထဲမှာရှိတဲ့ပြောင်မဆိုင်မတွေကအရွယ်ရောက်တဲ့အကောင်ဆိုရင်သူ့မယားကြီးပဲပေါ့လေအဲ့ဒီလိုကိုအုပ်ကိုထိန်းရင်းကစားစားတော်တော်လုံနေရကကြာတဲ့အခါတဖြည်းဖြည်းအသက်ကြီးလာသလိုတဖြည်းဖြည်းအိုမင်းရင့်ရော်လာကြတာပေါ့ကိုအုပ်ကိုထိန်းတဲ့အကောင်ကြီးကလည်းအဖိုးကြီးဖြစ်လာသလိုသူနဲ့ရလာတဲ့နောက်တဲ့အကောင်ပေါက်တွေကလည်းပြောင်ပြိုဆိုင်ပြိုတွေဖြစ်ပြီးတော့အားကောင်းမောင်းတန်ကလေးတွေဖြစ်လာကြတော့ကလေးတဘာဝဦးဂျိုကရလာပြီးတော့အုပ်ကိုထိန်းနေတဲ့ဖခင်ကြီးနဲ့အားပြိုင်ကဝေးခက်လာကြတယ်အဲ့ဒီလိုအားဆန်းတော့အုပ်ကိုထိန်းနေတဲ့အဖိုးကြီးကနောက်တဲ့အားကောင်းမောင်းတန်အကောင်ပေါက်ကလေးတွေကိုဘယ်နိုင်မလဲဒီတော့ထွက်ပြေးရတော့တာပေါ့အုပ်ရဲ့အပြင်ကိုရောက်သွားတဲ့အကောင်ကြီးကလည်းအုပ်တွင်းကိုပြန်ဝင်ဖို့နှီးမျိုးစုံချီးခဲ့ပေမဲ့နောက်တဲ့ပြောင်ဆိုင်ကလေးတွေကလည်းအကက်မခံပဲနဲ့လိုက်လံဝေးခက်မောင်းထုတ်ပြန်တယ်အုပ်ထဲကိုဘလို့မှပြန်အဝင်မခံတော့ဘူးပေါ့ကွာအဲ့ဒီအုပ်ခွဲရှောင်ပြေးနေရတဲ့ထီကောင်ကြီးဟာကြာတော့သူ့အုပ်စုကိုလည်းသတိရသလိုသူ့မယားတွေကိုလည်းသတိရတယ်ဒါကြောင့်အုပ်အတွင်းကိုပြန်ကက်လို့မရဖြစ်နေတဲ့အဲ့ဒီအကောင်ကအရာရာကိုအစာမကြေဖြစ်သလိုအခဲမကြေစိတ်နဲ့ဒေါသထွက်ရင်မဲမြင်ဟာလိုက်လံဝေးခက်နေုံတွေမကပဲအလကားနေရင်ဒေါသထွက်ပြီးတော့တေးပင်တွေကိုဥကြိုနဲ့ပြေးဆောင်ချုံပင်တွေကိုဝေးခက်ရန်ကားနေတဲ့အကောင်မျိုးကွာအဖေပြောပြနေတာကိုနားထောင်ရင်တန်အတော်ဖြစ်နေတယ်ကျွန်တော်ပြန်မေးလိုက်တာကဟုတ်လားအဖေအဲ့ဒီလိုဖြစ်တာပြောင်းတဲ့ဆိုင်တွေကြီးပဲလားတခြားဥဖွဲ့နေကြတဲ့အကောင်တွေမှာအဲ့ဒီလိုမျိုးမဖြစ်ကြဘူးလားဗျဟမ်အေးအဲ့ဒီမိခွန်းကမင်းပြန်မေးတဲ့မိခွန်းပဲကွာတခြားဥတွေမှာတော့ဒီပြဿနာမျိုးမရှိဘူးထူးထူးခြားခြားမြောက်ဥတွေထဲမှာမြောက်ညိုအုပ်တော့ပြဿနာရှိတယ်ကွာ
သူနီလန်သူဖြည့်ရှင်းပုံကရက်ဆက်ကြမ်းကြုတ်တဲ့နီလန်လို့ပြောရမလို့ပဲနောင်ဖြစ်မဲ့ပြဿနာကိုဘွာပေးအတိနဲ့တွေးဆထားကြသလားတော့ဖြင့်မသိဘူးဟာကောင်းလေးရဟုတ်လားအဖေမြောက်ညိုအုပ်ကဘလို့မျိုးဆိုတာပြောပြပါအောင်ဒီလိုกว่าလူလေးရဲ့မြောက်ဆိုတာကသူ့အမျိုးအစားအလိုက်ရှိပြီးတော့အုပ်စုဖွဲ့နေထိုင်စားတောက်ကြတဲ့အထဲမှာခုလိုထူးထူးခြားခြားကိစ္စကမြောက်ညိုတစ်မျိုးတည်းရဲ့တာပဲရှိတယ်ကွာမြောက်ညိုအုပ်စုတအုပ်စုမှာကောင်းရီ100ကနေ150အထိရှိကြတယ်အဲ့ဒီမြောက်ညိုအုပ်ကြီးကိုအထီထီးကောင်းကြီးတစ်ကောင်ထဲကအုပ်ချုပ်တယ်ကျန်တဲ့အကောင်တွေအားလုံးကအမှားကောင်တွေကြီးပဲအဲ့ဒီမြောက်မမှန်သမျှအရွယ်ရောက်တဲ့ကောင်တွေကစပြီးတော့သူ့မယားတွေဖြစ်ပြီးတစ်နှစ်ပတ်လုံးဆက်နေရသည်ကိုယ်မပြတ်ဆောင်းနေကြရတာကွာတက်လဲတက်နိုင်တဲ့အကောင်ကြီးပဲအဲ့ဒီလိုမပြတ်တမ်းကိုယ်ဝန်ဆောင်ထားကြရတဲ့မြောက်ညိုမတွေအချိန်တန်လို့မွေးလာကြတဲ့မြောက်ကလေးတွေကအထီးကောင်တွေဖြစ်ခဲ့လို့ရှိရင်အသက်ရှင်ခွင့်မပြုဘဲနဲ့မွေးကင်းစားမှာပဲကုတ်ဖဲ့ကိုက်ပြီးတော့တပ်ပစ်လိုက်တယ်ကွာဟုတ်လားဖေတကယ်လို့အမလေးမွေးခဲ့ရင်ကောရင်အမကောင်လေးမွေးခဲ့ရင်တော့ဘာမှမလုပ်ဘူးဒီအတိုင်းထားတယ်ကြီးလို့အရွယ်ရောက်လာရင်တော့အဲ့ဒီမြောက်မလေးလည်းသူ့မယားဖြစ်သွားရတာပေါ့ဒီလိုဆိုရင်အထီးကောင်လေးတွေတနာစရာပဲနော်အသက်ခံနေရတာအဲ့ဒီကိစ္စကတော့မိခင်ဖြစ်တဲ့မြောက်ညိုမကြီးအဖို့မှာမူတည်တာပေါ့ကွာသူ့ရင်သွေးမြောက်ညိုထီလီမွေးတဲ့အခါသူမချင်းလင်ထီကောင်ကြီးမကိုက်တက်ခင်မှာတားငယ်ကိုရင်ခွင်မှာပိုက်ပြီးတော့အုတ်ထဲကခွဲပြီးတော့တနေရာစီကိုထွက်သွားကြတာပေါ့ဟုတ်လားဖေမိခင်မြောက်မကြီးကတားဖြစ်သူကိုတတ်မှာဆိုလို့ရင်ခွင်ပိုက်တနေရာစီကိုထွက်သွားပြီးတဲ့နောက်ဘာရီဆက်လုပ်တယ်လဲမိခင်ဖြစ်သူကဖခင်ကြီးတက်မှာကိုမလိုလားတဲ့အတွက်တားငယ်ကိုပိုက်ပြီးတော့တနေရာကိုတိတ်တိတ်ထွက်သွားတယ်ကွာတနေရာမှာအရွယ်ရောက်အောင်ပြုစုပြိုးထောင်ရင်းကတော်တွင်ပညာရက်တွေကိုသင်ကြားပြသပေးတယ်အရွယ်လဲရောက်စိတ်ချပြီးတော့လက်လွတ်လို့ရတဲ့အချိန်ရောက်တော့မှတားငယ်ကိုတော်ထဲမှာထားခဲ့ပြီးမိခင်ကလင်းတော်မောင်ရှိရာမြောက်ညိုအုပ်အတွင်းကိုပြန်ကတ်တော့တာပေါ့ထီးကောင်ကြီးကအဲ့ဒီတော့လက်ခံသလားဖေသူ့အနေနဲ့မိမတွေများလွန်းတော့တီးကျင်လဲတီးမယ်မတီးကျင်လဲမတီးဘူးပေါ့ကွာသူ့အတွက်ကတော့အသေးအဆန်းလေးတွေဖြစ်နေပြီးအဲ့ဒီမြောက်ညိုမှလည်းမကြခင်ကိုယ်ဝန်ဆောင်ရပြန်တော့တာပေါ့ကွာစောစောကမြောက်ညိုထီးလေးကတကောင်ထဲဒီအတိုင်းတော်ထဲမှာနေသွားတာပဲလားယင်အရွယ်ရောက်လာတော့မြောက်ကလေးကလည်းဒီအတိုင်းဘယ်နေပါမလဲဟာမြောက်ညိုအုပ်ကြီးကိုခေါင်းဆောင်တဲ့ထီးကောင်ကြီးနဲ့အားပြိုင်တာပေါ့ဟိုကအိုမင်းချင်းရောနေတဲ့အကောင်အားကောင်းမောင်းတဲ့မြောက်ကလေးကိုဘယ်ရှင်းနိုင်မှာလဲထွက်ပြေးတော့မှအဲ့ဒီမြောက်ညိုအုပ်ကိုမောင်းမိုင်းစီးတော့တာပေါ့လေဘလို့ကြီးရဲ့ချက်နဲ့တော့မသိအဖေကစိတ်ရှည်လက်ချီနဲ့တစ်ချိန်ကကျွန်တော်ကိုရှင်းပြနေတဲ့စကားတွေကိုပြန်လဲသတိရလိုက်ရင်အခုကျွန်တော်ခြေရာကောက်လိုက်နေတဲ့အကောင်ကခြေရာခံပြီးလိုက်နေရပြီမဲ့လဲပြောင်းလို့အကောင်လားစိုင်းလို့အကောင်မျိုးလားဆိုသည်ကိုပင်မသိသေးပါခြေရာရှင်ကအုံနဲ့သွားထားသည်မျိုးမဟုတ်ပဲတကောင်နဲ့သွားနေတဲ့ခြေရာနောက်စီကိုလိုက်နေရတဲ့အတွက်အဖေပြောခဲ့တဲ့စကားအရအဲ့ဒီအကောင်တွေကအစားစားအရာရာအစာမကြေဖြစ်နေတဲ့အကောင်မျိုးထဲမှာတမျိုးမျိုးဖြစ်မိကိုတွက်ဆကကျွန်တော်လုံချုံရေးအတွက်ကိုပါဦးစားပေးစဉ်းစားရင်းကဖြင်းချင်းစွာခြေရာကောက်ရင်လိုက်နေမိပါတယ်ခြေရာရှင်သားကောင်ကြီးကမဆယ်ကုန်းကျေးရွာနောက်ကျော်ဘက်ကိုကြော်ပြီးမွေးနီကျေးရွာနောက်ကျော်အင်းတိုင်းဝေဝါတော်ကြီးအတွင်းကိုချင်းနှင်းဝင်ရောက်လာပါပြီအင်းတိုင်းဝေတော်မျိုးဆိုတာကမြေမာဒေသဖြစ်ပြီးမြေပြန့်လဲပေါ်တယ်တောက်သုံးဖို့အတွက်မခန်းသေးတဲ့ရေအိုင်တို့လည်းရှိပါတယ်ကြောက်သားဆန်တဲ့မြေဖြစ်တဲ့အတွက်သားကောင်တို့ရဲ့သခြင်းစက်ွက်ကောင်းပါတယ်နေဝင်လူပြည်မို့သားကောင်ကြီးကအိတ်ဆက်နားနေဖို့ဒီနေရာဝါတော်ကြီးကိုရွေးဟန်ထင်ပါတယ်ဝန်ကျင်နေထားကိုလေ့လာရာသားကောင်ကြီးကသကွင်းစက်ွက်ပေါ်များရာလည်းဖြစ်နေတာမို့အချို့သောသားကောင်ငယ်တို့ရဲ့စူးစူးနစ်နစ်မြေပြင်မှာစိုက်ဝင်နေတဲ့ခြေရာမျိုးစုံတို့ကိုလည်းတွေ့နေရတာမို့သားကောင်ပေါ်များတဲ့နေရာလို့ဆိုရမလို့ပင်အဲ့ဒီနေရာကမုတ်ဆိုးတယောက်အတွက်မုတ်ဆိုးခရမ်းကျင်ဆိုတဲ့ဟင်းစားလောက်ကိုတော့ဖြင့်တနက်ကိုပင်သုံးเสียမလို့ထောင်ချောက်စင်ုံနဲ့ဟင်းစားမပြတ်တဲ့နေရာဆိုသည်ကိုတွက်ဆလိုက်မိတယ်အခုကျွန်တော်လိုက်နေတဲ့ခြေရာရှင်ကဝါတော်ကြီးအတွင်းပိုင်းစီဥတီနေကြောင်းကိုသူ့ရဲ့ခြေရာတွေကတက်တည်ခံနေတယ်ခြေရာကောက်ရင်နောက်ကတဖြည်းဖြည်းလိုက်လာပြီးဝါတော်ကြီးအစစီကိုရောက်လာတာနဲ့တောကျက်ကျင်းငယ်တန်တစားစားတို့ကိုစတင်ကြားလာရတယ်မြင်ကွင်းမှာထီထီကြီးပေါက်နေတဲ့အုံနေပင်ကြီးထက်အသီးမဲတွေကိုစားတောက်နေကြရင်အော်ဟစ်တေးတည်နေကြတဲ့ငှက်မျိုးစုံကိုလည်းမြင်လိုက်ရတယ်အတန်ကြာငေးငိုင်ကြည့်လို့အပြီးအင်းတိုင်းဝေဝါတော်ကြီးဆုံးသည့်တိုင်ခြေရာခံလိုက်ခဲ့ရာဝါရွယ်6တွေအများပြားကြွေကြထားတဲ့နေရာအရောက်မှာတားကောင်ကနင်းကခြေရာကိုဖျောက်ပြီးသွားခဲ့ပါပြီတနေရာမှာအနားယူရင်စမြုံပြန်နေပါတော့မယ်ဝန်ကျင်နဲ့လိုက်လံပြီးခြေရာရှာပြီးမယ်လဲအရေးအယောင်ပင်မတွေ့ရပေမန်းရကျိုးမနဲ့တနက်ကိုတင်းကျပ်စွာဆုပ်ကန်ရင်အချိန်ကိုမန်းလိုက်ရာနေဝင်ချိန်ပင်ဖြစ်နေပြီမို့ဝါတဲ့ခုတ်နေကြတဲ့ဟန်ထွန်းတို့အဖွဲ့စကန်းချရာစီကိုဥတီရှောက်လန်းခဲ့ပါတယ်စိတ်တွင်းကလည်းမကြည်မနှက်နဲ့နေအောင်ဘောကွာဟုကြုံဝါရင်ရှောက်လန်းခဲ့ပါတယ်ဟန်ထွန်းတို့အဖွဲ့မင်းညာကတောကျက်အိတ်တန်းရှာပြစ်ခတ်လို့ရရှိတဲ့တောကျက်သားဟင်းနဲ့ဖန်ရီတို့ကိုဗိုက်ဖြည့်စားတော့လိုက်ကြသည့်တိုင်နေရောင်ကိုမမြင်တွေ့ကြရသည်မိုးအကုံဆောင်ကူကာလာမို့အပူချိန်ကအားနည်းနေသေးတယ်သူတို့အဖွဲ့လူတလောက်ဝါးတွေကိုခုတ်ယူပြီးပြီမို့အစတက်ကလဲတွေပေါ်ကိုတင်ဆောင်နေကြရင်ဟန်ထွန်းကငါနဲ့ရင်ကြိုင်တို့နှစ်ယောက်တင်ထွန်းနဲ့လိုက်သွားမယ်မင်းတို့ဝါးကိုင်းတွေကိုဖြတ်အစတက်ပြီးတော့လဲတွေပေါ်တင်ထားလိုက်ကြကွာ
ဟန်ထွန်းနဲ့ရင်ကြိုင်တို့ကလည်းမုတ်ဆိုးတွေဖြစ်ကြတယ်။ဒါပေမဲ့တနက်ကင်မုတ်ဆိုးတော့မဟုတ်ဒူးလေးကိုများစိတ်လူကပြစ်ခတ်ကြတဲ့မုတ်ဆိုးတွေပင်သုံးဦးသားလိုအပ်တဲ့လက်နက်နဲ့ပစ္စည်းအသုံးဆောင်တွေကိုထည့်တဲ့ကြောဘိုးအိတ်ကိုစီလွဲကမနေ့ကခြေရာဖျောက်သွားတဲ့သားကောင်ကြီးကိုရှာကြဖို့ထွက်ခဲ့ကြတယ်။အဲ့ဒီအချိန်ထိတိုင်အောင်နေကကောင်းစွာမပွင့်သေးတရွက်တစ်ခတ်တို့ပေါ်မှာတွဲခိုနေတဲ့နင်းရီဇက်တို့ကဝါရဲ6ပေါ်ကိုတဖြောက်ဖြောက်ကျနေသေးတယ်။သုံးဦးသားအင်တိုင်းဝေဝါတော်ကြီးတွင်ပြောင်ကြီးရဲ့ခြေရာကိုအထက်ထက်ရှာဖွေကြပေမဲ့လည်းမတွေ့ကြရ။ခြေရာဖျောက်ပြီးအဝေးစီလက်ထက်သွားဟန်ပင်အချိန်ကြာလာတာနဲ့အမျှလူတွေလည်းမလုံနိုင်အောင်ပင်ပန်းလွန်းတာကြောင့်စိတ်ဓာတ်တို့ကလည်းကြာစာပြူနေပါပြီ။နေ့လယ်ပိုင်းအရေးကောင်းတဲ့ဝါယုံပင်အောက်အနားယူကယူဆောင်လာတဲ့ထမင်းထုတ်ကိုမစားမီအရက်နှဲငယ်စီတောက်လိုက်တော့မှသွေးတို့ကပြန်ဆူလာတယ်။ခရီးဆက်ကထက်မှန်ရှာကြရတော့မဲ့အလုပ်ရင်ကြိုင်ကတင်ထွန်းတဲ့ဥက္ကဋ္ဌကျွန်တော်အထင်ဒီအကောင်ကြီးရေပြာစမ်းဘက်စီကိုတိုးဝင်သွားပြီလို့ထင်တယ်။ဝါရဲ6တွေပုံနင်းပြီးသွားတာဆိုတော့ရှာဖို့ခက်အောင်ခြေရာဖျောက်သွားပုံရတယ်ဗျ။ကျွန်တော်ထင်မြင်ချက်မှန်နေဆိုရင်တော့အဲ့ဒီအကောင်ကြီးကိုတွေးမယ်ထင်တယ်သွားကြမလား။အဲ့ဒီစကားကြောင့်ဟန်ထွန်းကငါလည်းအဲ့ဒီလိုတွက်မိတယ်ဟာသွားရင်ရောအချိန်ရောရပါမလား။သုံးဦးသားတော်လန်အတိုင်းလိုက်ရင်းကရှိုးမြောင်တွေကိုဖျက်တယ်။တောင်ကုန်းတွေကိုကြော်တယ်။မြေပြန့်တွေကိုဖျက်တယ်။ရေပြာဆန်းရှိရာကတောနယ်ကြီးအတွင်ဖြစ်တာမို့တစ်ကြီးဝါကြီးခြုံရွယ်တော်ကြီးတွေအပြင်ကျိန်တော်ရင်ငန်းတော်နှွယ်ပေါက်တော်တို့နဲ့စားပင်တွေပေါ်များတဲ့နေရာဖြစ်တာမို့တောဆက်စီကိုဝင်လိုက်သည်ဆိုရုံနဲ့မြောက်အုပ်ကြီးတွေနဲ့တိုးတယ်။မြောက်ညိုအုပ်နဲ့တိုးရဟန်တွန်းနဲ့ရင်ကြိုင်တို့နှစ်ယောက်ကမြောက်ညိုထီးကောင်ကြီးကိုပြစ်ခတ်လိုပေမဲ့လဲဘာနဲ့တဲ့မြောက်ညိုအုပ်ကသူတို့ကိုမြင်တာနဲ့တေကိုင်တစ်ခတ်တို့အကြားမှာမြေပြင်ထက်ခြုံပင်တွေကြားကိုခုန်ချကာပြေးလွှားဆောင်ပုံတိုးဝင်ပြောက်ွယ်သွားကြတယ်။အချိန်လင်းပြီးဆိုးတဲ့အတွက်မပြစ်ခတ်တော့ပဲခီးဆက်ခဲ့ကြပြန်တယ်။ရောက်ရှိနေတဲ့တောကြီးကတစ်ကြီးဝါကြီးခြုံရွယ်ပိတ်ပေါင်းနွယ်ပင်တို့မင်းမှုနေကြတဲ့နေရာဖြစ်တာမို့အသွားရခက်လာတယ်။သူ့အတွက်ကြောင့်သားကောင်ကြီးခြေရာကိုခက်ခဲရှာဖွေနေကြရတယ်။တနေရာရောက်မှာရေခမ်းစာပြုတ်နေတဲ့နွန်အိုင်ကန်းစမ်းမှာရှာနေတဲ့သားကောင်ကြီးရဲ့ခြေရာကိုပြန်လေတွေးမြင်လိုက်ကြရတယ်။ရေခမ်းစာပြုတ်နေတဲ့အိုင်ကန်းစမ်းမှာမြေပြော့ရှိနေတဲ့အတွက်ကိုလေးချိန်ကြီးမားတဲ့အကောင်ကြီးခြေရာအပြင်သားကောင်ငယ်ခြေရာတွေကိုလည်းတွေးမြင်နေရတယ်။သူလျှောက်လန်းရလမ်းကြောအတိုင်းခြေရာကောက်လိုက်ခဲ့ကြရာမိုင်ဝက်လေးပါလုံးခန့်လိုက်ပြီးတော့ဘယ်လိုလဲဆက်လိုက်ကြမလားအချိန်ကိုလည်းတွက်ကြအောင်ဟန်ထွန်းပြောတဲ့စကားကလည်းဟုတ်နေတယ်။နေလုံးနီကအနောက်ဂေါရဖက်စီကိုဝင်လူဖြစ်နေပါပြီ။နေဆိုင်နဲ့တော်ကြီးတွင်လည်းဖြစ်တာမို့ဖြက်လန်းကခဲတော်တိုးကရှာရပြန်တယ်။နောက်ထပ်တွေးလိုက်ကြရတဲ့ GI ကန်းစမ်းမှာခြေရာကြီးကိုပြန်တွေးလိုက်ရတယ်။ဇွဲကြီးနဲ့သုံးဦးသားလိုက်နေကြတာမို့အချိန်ကကုန်မဲမသိကုန်သွားပြန်တာမို့စခန်းချရာစီကိုလက်နှိပ်တက်ပြီးထိုးကပြန်ခဲ့ကြရင်စိတ်တွင်းကလည်းကျိန်ဝါနေကြမိဒီကနေအောင်မော်ကွာငါတို့အချိန်ရောက်လာမှာပါလေဟူ၍ပင်ညင်ပိုင်းရိုးမကြီးချင်းခွင်မှာခိုင်တုံအောင်ချမ်းအေးပြီးမင်းလွင်ဖုံးတဲ့မြူခိုးတွေကြောင့်စခန်းထိုင်ချရာဝန်းကျင်ကိုပင်ရှင်းလင်းပြတ်သားစွာမမြင်ရတော်နေသေးတာကတဲကိုတောင်ထမ်းနဲ့မိုးထားသလိုကာထားခြင်းအတွက်လေတိုက်ချင်းနဲ့နင်းရီဇက်တို့ကိုကာထားနိုင်သဖြင့်ပင်အလုံးလိုအလဲမမိဖို့ကြီးကိုဝိုင်းပတ်နေရယူလျက်မိလုံကြပေမဲ့လည်းခြုံဆောင်ကိုပါအကူယူနေရသေးတယ်။ဆောင်းကိုခြုံကမိဖို့ဘေးကပ်ပြီးအိတ်လိုက်ချင်းပေမဲ့လည်းမိတို့မြအိတ်လိုကမပြောရှေကပူနောက်ကချမ်းတာကြောင့်မြတောက်အောင်လဲပတ်ကမိအပူငွေကိုရယူနေရသည်ကအလုပ်တစ်ခုကဲ့သို့ပင်ရင်းကြိုင်မနဲ့ငါနဲ့ပြောင်တော့ဆက်လိုက်ကြအောင်မလားလိုက်ရမှာပေါ့ဥက္ကဋ္ဌရဲ့ခြေရပြောက်လို့ရှာတာတွေးပြန်တော့လေအချိန်နှောင်းသွားလို့ပြန်ခဲ့ကြရတာအမှန်တော့တောထဲမှာညအိပ်ပြီးတော့ဆက်လိုက်ကြရမှာဒါမှတင်ထုံးမေကြီးအတွက်ဆေးရုံတင်လို့ရမှာဗျခုလိုအေးပုံမျိုးနဲ့တော့မလွယ်ဘူးနော်အေးဒါဆိုငါတို့၃ယောက်ပဲသွားမယ်ဟိုကောင်တွေစခန်းမှာစောင့်နေကြဖို့မှားမယ်မနေ့ပြန်တော့ဒီကောင်ကြီးကိုတွေးတန်ကောင်းပါတယ်ပြေးရမှာပါကွာငါတို့လည်းတင်ထုံးမိခင်ကြီးဈေးကူသားခံဖို့ကူညီကြတာပေါ့အဲ့ဒီလိုသူတို့နှစ်ဦးပြောနေစဉ်မှာအဖော်ပါလာသူဝါခုတ်သမားစိုးဝေကငါမနေ့ကဝါခုတ်နေရင်တောဝက်တအုပ်တောတိုးပြန်သွားတာတွေ့လို့အခြေအနေစောင့်ကြည့်တော့သူတို့လမ်းကြောင်းဖြစ်နေတယ်ကွာမနေ့ကိုင်းထောင်ပြီးတော့ဟင်းစားရှာထားလိုက်မယ်ကွာမင်းတို့သာသွားကြအဲ့ဒီစကားကြောင့်ဟန်ထွန်းကဟုတ်လားဘလောက်များသလဲကွာမိသားစုအုပ်လို့ထင်တယ်အကောင်20နီးပါးပဲအရွယ်ဆုံးဟာဝက်ဖို့ဝက်တောင်းကြီးက90ထဲမအောက်ဘူးမင်းတို့ဘာနဲ့ထောင်ကြမှာလဲစောစောကပြောတဲ့ကိုင်းထောင်ပါလားငါကတော့တုတ်ကိုင်းကိုပို့ပြီးတော့အားတာတယ်ဒါပေမဲ့စတီးပြော်ကျိုးယူမလာမိတာခက်တယ်ကွာစတီးပြော်ကျိုးမပါလဲကျိန်ကျိုးနဲ့ထောင်မယ်ကွာလိုရမယ်ရတန်ရက်တစ်ခုယူလာခဲ့တာပဲလိုအပ်ရင်လေထိုးကွင်းမှာထောင်လိုက်မယ်လိုအပ်ရင်တော့တုံးပြီးကပ်ပြီးလဲလုံးမယ်ကွာအုပ်လိုက်ဆိုတော့မိလိုမိညာပေါ့ကိုင်းတန်ကိုဘာသားနဲ့ထောင်ပါလဲမြောက်ချောသားဆိုရင်တော့ရှားမယ်ဟာအမှန်တကယ်တော့မြောက်ချောသားကိုင်းတန်နဲ့လှုပ်ရမှာကွာဒါပေမဲ့ငါကြည့်လာခဲ့တယ်ဝယုံတော်ကြီးအတွင်းဆိုတော့ဝါပင်ကိုအဖျားနာတက်ပြီးတော့ကွေးလိုက်ရင်ကိုင်းတန်ဖြစ်တယ်ပူလဲကောင်းတယ်လေတညတာအေးတံကိုလူရင်းလိန်ရင်ကုံလုံးအောင်ကြော်ဖြတ်လိုက်ပြီးမိုးလင်းတဲ့အခါဗိုက်ဖြည့်စားတော့ဖို့ချက်ပြုတ်နေစဉ်မှာတော်ကျက်ဖားငယ်တို့တွန်းတန်း
မြောက်ဦးတို့အော်မြီတန်ဂျင်းငယ်တို့တွန်ကျူးတန်တို့အကြားမှာထူးထူးခြားခြားအော်မြီတန်ကြီးကိုကြားလိုက်ကြရတဲ့အတွက်ရင်ကြိုင်ကဟေးနားထောင်စမ်းအဲ့ဒီတန်ကြီးကစင်ရိုင်းအော်တန်လားပြောင်းအော်တန်လားကွာအဲ့ဒီလိုပြောလိုက်တဲ့အတွက်ကျန်တဲ့ဝါခုတ်သမားတို့ကအဲ့ဒီအတန်မျိုးငါကြားဘူးတယ်ပြောင်းအော်တန်ကွာသိကြတယ်စင်တွေအော်တဲ့အတန်မဟုတ်ဘူးဝါခုတ်သမားသိန်းဝင်းကသူ့ထင်မြင်ချက်ကိုအခိုင်အမာပြောလိုက်တဲ့အတွက်ဟန်ထွန်းကကြားလိုက်တဲ့အတန်ကအနောက်ဘက်ကနော်သတိထားလိုက်မိကြလားအေးဟုတ်တယ်မင်းကမင်းတို့သွားခဲ့တဲ့အင်တိုင်းဝေတော်ကြီးကိုဝင်ကပ်ပြီးတော့အော်လိုက်တန်ဖြစ်မယ်ကွာစင်အော်တန်တော့မဟုတ်ဘူးပြောင်းအော်တန်ပဲဖြစ်ဖို့များတယ်သိကြတယ်ဘလို့သဘောရကြလဲကြက်ရင်တော့ဘိုက်ဖြည့်ပြီးတော့ငါတို့၃ယောက်ထွက်ကြမယ်ရင်ကြိုင်ကလူရမယ်ကဆန်ထဲပြီးတော့ယူလာခဲ့ရေကုန်ရေခမ်းလိုက်ကြမယ်ညအိရင်လည်းအိတ်မယ်မပူနဲ့မင်းတို့ဝဲအုပ်ကိုထောင်ပြီးတော့ဟင်းစားရှာထားကြပေါ့စိုးဝီဝက်တောင်ကြီးကိုသတိထားတော့အန်ဒီရများတယ်ဟန်ထွန်းကပြောလိုက်တယ်သူတို့ဘိုက်ဖြည့်စားတော့လိုက်ကြပြီးတော့လက်နဲ့ကိုစီကင်ဆွဲကကိုလန်းချောင်းနဲ့ကိုထွက်ခွာသွားကြတယ်ကျွန်တော်တို့၃ဦးကနင်းတော်အတွင်တိုးရင်လာခဲ့ကြရာတနာရီတာတာခန့်ရှောက်လိုက်တော့အင်တိုင်းဝေတော်ဆက်စီကိုရောက်ရှိလာခဲ့ကြတယ်ရှေကဦးဆောင်ကသွားနေတဲ့တင်ထွန်းကတနေရာအရောက်မြေပြင်ကိုကြည့်လိုက်ရင်တီးချရဲကွာတကောင်လည်းမဟုတ်ပဲနဲ့အုပ်လိုက်သွားထားတဲ့ချီဟာမြေပြင်မှာမကြသေးတဲ့အချိန်အတွင်းကမှစားစားသွားသွားလှုပ်ထားကြတဲ့ပြောင်းအုပ်ချီယာတွေကိုတွေးလိုက်ကြရတယ်ချီယာတို့ကများတဲ့အပြင်ခုံပေါက်ပြေးလွှာဆော့ကစားထားတဲ့ချီယာသေးသေးလေးတို့ကိုလည်းတွေးလိုက်ကြရတာကြောင့်မိသားစုအုပ်ပင်ဖြစ်ပါလိမ့်မယ်ချီယာခန့်ကအတော်ကလေးလိုက်မိကြတဲ့အခါတိပင်ကြီးတို့ပင်စီလုံးတွေတွန်းဝေခတ်ထားခြင်းခံရတာကြောင့်အခောက်တွေပဲ့ကအစေးတွေထွက်နေကြတာကိုသတိပြုလိုက်မိကြပါတယ်ဟန်ထွန်းကပြောင်ဦးကတိပင်ကြီးတွေဝေးခတ်ထားတာအကြောင်းရှိမယ်ကွာသတိထားကြနော်ဟန်ထွန်းကကျွန်တော်တို့နှစ်ဦးပြောလိုက်ရင်နောက်ကချီယာခန့်လိုက်ခဲ့ကြရာတနာရီအရောက်မှာရင်ကြိုင်လမ်းပြောလိုက်တာကအချက်ပြတဲ့နောက်ကကြားလိုက်ရတဲ့အတွက်ရင်ကြိုင်ကမြေပြင်ကိုလက်ညှိုးထိုးပြနေတာကိုတွေးလိုက်ရတာကြောင့်လမ်းကြည့်လိုက်တော့လက်သီးဆုပ်သားသားခန့်ချီယာဝိုင်းဝိုင်းတစ်ခုကိုထပ်မံတွေးလိုက်ရပြန်တယ်။သုံးဦးသားအနီးကိုတိုးကပ်ကြည့်လိုက်ကြရင်ကတန်းတော်နဲ့ချီယာဘေးမှာလက်သိမ်းရာတွေနဲ့ပါလားငါအထင်ဟင်းကောင်ပဲကွာကျွန်တော်နဲ့ရင်ကြိုင်ကတန်းတော်ဖြစ်နေစဉ်ဟန်ထုံးမက်ချက်ချတန်ကထွက်လာတယ်။အမှန်တော့သူမက်ချက်ချသည်ကလည်းမန်းနေတယ်ချီယာမှာအသေးဆက်ဆက်ဖြစ်တယ်လို့မကြသေးခင်အချိန်ကလေးကမှသွားထားတဲ့ချီယာပင်ဖြစ်ပါတယ်။ဟန်ထုံးဆက်ပြောလိုက်တာကဟိုးကောင်ကြီးကိုလိုက်ချောင်းနေတဲ့အကောင်လားမသိဘူးကွာတတိတော်ထားကြအဲ့ဒီလိုတတိပေးလိုက်စဉ်ဒူးလေးကိုကင်ဆောင်ထားတဲ့ရင်ကြိုင်ကဟုတ်မယ်ဗျကျွန်တော်အထင်ဟင်းကောင်ကြီးဖြစ်မယ်တိတ်တောင်မလိုက်ချင်တော့ဘူးအန်ဒီယေကနှစ်ဖက်ညက်နေပြီပြောင်းနောက်လိုက်ရင်ကြားရန်ကရှိနေပြီသူတို့ရင်ဆိုင်ရမဲ့လက်နက်တွေကအားကိုးလောက်တဲ့လက်နက်မျိုးမဟုတ်တော့စိတ်ချတဲ့သစ်ပင်ကြီးတစ်ပင်ပေါ်တက်ပြီးတော့အခြေအနေကိုစောင့်ကြည့်ရင်ကောင်းမလားလို့ရင်ကြိုင်ပြောတဲ့စကားကဟုတ်နေတယ်တကယ်တော့သူတို့နောက်ကခြေအားကောက်ပြီးလိုက်နေတဲ့အကောင်ကြီးကတင်းကွဲပြောင်ကြီးတစ်ကောင်နောက်ကိုအဲ့ဒီအကောင်မျိုးဇရိုက်တဘာဝကမိမိအုပ်တွင်းနေလို့မရပဲနောက်တဲ့အားကောင်းမောင်းတန်ပြောင်ပြိုတို့လိုက်လံဝေးခက်မောင်းထုတ်ခံရကအုပ်တွင်းပြန်ကတ်လို့မရတဲ့အတွက်အလိုလိုစိတ်တူပြီးအရာရာကိုရန်လိုစိတ်မွေးနေတဲ့အကောင်မျိုးတစ်ကောင်ကိုအားကိုးလောက်တဲ့လက်နက်မျိုးမပါပဲနောက်ကလိုက်နေသည်ဆိုသည့်အလုတ်ကအလွန်အန္တရာယ်ကြီးမားလွန်းရာကြတဲ့အပြင်မယူရဲရလဲကြလွန်းတယ်ရုပ်ဆွအဆုံးယူယူမမိုက်နဲ့အဲ့ဒီအကောင်ကြီးနောက်ကိုလိုက်နေရင်ကနောက်ထပ်လူကိုအန်ဒီရဲ့ပေးမဲ့ဟင်းကောင်ကြီးတစ်ကောင်ခြေရာကိုလက်လက်ဆက်ဆက်တွေးလိုက်ရပြန်တဲ့အတွက်အလိုမင်းအန်ဒီရဲ့ကြီးမားလွန်းသည်ကအမှန်နောက်ပြီးတော့မိမိတို့သုံးဦးကိုင်းဆောင်ထားကြတဲ့လက်နက်ကတူမီတနက်နဲ့ဒူလီတို့ရဲ့သာတူမီတနက်ဆိုတာကမီးပေါက်တနက်ဖြစ်ပေမဲ့လည်းဟိုနိုင်ငံတွေကလာတဲ့အမဲပြေရိုင်ဖယ်တနက်မျိုးလိုမဟုတ်ပါပြောရရင်လှုပ်တနက်တလက်ရဲ့သာအဲ့ဒီတနက်ကိုပြစ်ခတ်ဖို့ဆိုတာကပြောင်းတွင်းကိုရမ်းမုံထောင်းထည့်ပြီးပြစ်ခတ်ရတဲ့တနက်မျိုးပင်တနက်တလက်ပြစ်ခတ်ဖို့အရေးဥစွာတနက်ပြောင်းရင်အတွင်းကိုရမ်းမုံကိုထောင်းထည့်ရတယ်ပြီးတော့ရမ်းကိုထောင်းနံနဲ့ဖိသိပ်ထောင်းရပြန်တယ်ပြီးတဲ့အခါအပေါ်ကအုံးဆန်ဖက်တွေကိုစိုးသိပ်လျက်ထောင်းနံနဲ့ထပ်မံထောင်းရပြန်တယ်ပြီးတော့မှကိုပြစ်ခတ်မဲ့တားကောင်အပေါ်ကိုမူတည်ပြီးကြည်ခဲလုံး69စနစ်21 40စတဲ့ကြည်ခဲလုံးတွေကိုထည့်ကာထောင်းနံနဲ့ထောင်းပြီးမှအပေါ်ကအုံးဆန်ဖက်တွေကိုစိုးသိပ်လျက်ထောင်းနံနဲ့ထောင်းရပြန်သေးတယ်အဲဒီလုပ်ငန်းအစင်းစင်းကိုလုပ်ပြီးတော့မှရမ်းမာကြီးဖက်စီကိုပေါက်ပြီးကူးဖို့တနက်တင်ဘေးကအပေါက်ပါအကူငုတ်အတွင်းစီကိုပေါက်ရမ်းမုံတွေကိုထပ်မံထည့်ကာတူဆန်လို့ခေါ်တဲ့ဓာတ်ခဲထိတ်မှဂျေးဝါဆန်ခွဲကလေးအတွင်းပေါက်ရမ်းထည့်ပြီးငုတ်ကိုဖုံးအုပ်ကာငုတ်နဲ့နလဲမအကွာမှာစပရင်နဲ့ချိတ်ဆွဲကာပြစ်ခတ်တော့မြည်ဆိုပါကရိုက်တံကိုမတင်ပြီးမောင်ကလုတ်ကိုဆွဲလိုက်တာနဲ့ဆွဲမောင်ပြုတ်ကာရိုက်တံနဲ့ငုတ်တို့ရိုက်ပြီးအခုရမ်းပြီးတောက်ကပြောင်းတွင်မူလာထဲတဲ့ရမ်းမာကြီးမိကူပြီးပောက်ကွဲရတဲ့တနက်မျိုးပင်ဖြစ်ပါတယ်။မှတ်ချက်အဲ့ဒီတူမီတနက်တွေကရမ်းကိုအဲ့ဒီလိုအစင်စင်လောက်ကပြစ်ခတ်ရတဲ့တနက်မျိုးဖြစ်တဲ့အတွက်တားကောင်ကိုပြစ်ခတ်ကြတဲ့အခါလင်းထက်နဲ့ပုံးအတွင်းမှာပြစ်ခတ်မဲ့တားကောင်ရဲ့တေတွင်းကိုစိတ်ရှိရှိနဲ့ချိန်ရွယ်ကတစ်ချက်ထဲနဲ့အပိုင်ပြစ်ခတ်ရတဲ့တနက်မျိုးပင်သို့မဟုတ်ပါကလူကိုအန်ဒီရပေးမဲ့တားကောင်ကိုနောက်တစ်ချက်ထပ်မံပြစ်ခတ်ဖို့ရေးလှုံ့ဆော်နေရသည့်ဂျားကာလာကမိနစ်20ခန့်ကြာတတ်တဲ့အတွက်စိတ်မချရသည့်တနက်မျိုးပင်
နောက်တစ်ချက်ကဒူးလေးလက်နက်ပင်ဖြစ်တယ်။အမှန်တော့ဒူးလေးမှာအရေးကြီးဆုံးကကျိုးပင်ဖြစ်ပါတယ်။အဲ့ဒီဒူးလေးကျိုးကိုတော်တွင်သာမုတ်ဆိုးတိုင်းလည်းမကျစ်တတ်ကျင့်မီဆိုပါကလည်းလေးကိုင်းနဲ့အဆင်ပြေခဲ့လာတယ်။သူ့အတွက်ကြောင့်အခုပါလာတဲ့ဒူးလေးနှစ်လဲမှာရှေးမုတ်ဆိုးပကေးကြီးတွေကင်တဲ့ဒူးလေးမျိုးမဟုတ်ပဲပြီးဆိုလည်းပြေလို့ရရင်ပြီးရောဆိုပြီးလေးကိုင်းတွင်တရေကျိုးတက်ထားတဲ့ဒူးလေးတို့ရဲ့သားပင်များတန်ဆိုသည်ကလည်းတွေးတဲ့ဝါနဲ့လှုပ်လို့ကမရစနစ်တကျလုံးမီဆိုပါကများတန်လှုပ်ဖို့အတွက်လိုအပ်တဲ့ဝါကိုဥစွာရှာရတယ်။ဝါယုံပင်တွေအကြားမှာရင်ရင်ဖြောင်ဖြောင်ထောင်တဲ့ထွန်ဝါမျိုးဝါပင်အခြေမှအထက်ကိုမော့ကြည့်အဖြောင်ဝါလည်းဖြစ်သလိုအခင်းတူတူလည်းဖြစ်ရမယ်။အဲ့ဒီဝါမျိုးကိုရွေးခုတ်ရတယ်။များတန်လှုပ်ရမှလည်းအရင်ပိုင်းကိုညီအောင်ဖြတ်များတန်လုံးအနေတော်ဖြစ်အောင်တက်အချောတက်အဖျားကို၃မြောင်းချွန်အမိပိုင်းတစ်လုပ်ပြီးချိန်ရွက်တက်ကကြက်ခိုးစင်ဘောကိုအချိန်ကြာကြာတင်ထားရသေးတယ်။သူမှသာကိုလိုတဲ့အစိတ်တုပ်လူကတားကောင်ကိုပြစ်ခတ်မှထိရောက်မှုရှိတဲ့ဒူးလေးကောင်းတစ်လည်းဖြစ်ပါတယ်။ပြစ်ခတ်တဲ့အခါမှာလည်းတစ်ပင်မြင့်ထက်လင့်ထက်ပုံအုံအတွင်းမှတေခွင်းကိုပြစ်ခတ်ရပါတယ်။သူ့အတွက်ကြောင့်ကျွန်တော်တို့၃ဦးမှပါလာကြတဲ့လက်နက်တွေမှာစိတ်ချရတဲ့အဆင့်မရှိတာကြောင့်ရင်ကြိုင်ကပြောလိုက်ခြင်းဖြစ်ပါတယ်။အဲ့ဒီစကားကိုထောက်ခံလိုက်သူကဟန်ထုံးပင်ဖြစ်ပါတယ်။ဟုတ်တယ်ကွာရှေ့မှာရှိတဲ့အပင်ထက်စီကိုတက်ပြီးတော့အခြေအနေကိုကြည့်ကြတာပေါ့လူအသက်ထက်ဘာမှအရေးမကြီးဘူးအန်ဒီယာကညက်ပူးညက်ပိတ်ဖြစ်နေတော့သွားလိုက်ကြရအောင်ပြောပြောဆိုဆိုသုံးဦးသားမျက်လုံးကိုဖွင့်နားကိုစွန့်လျက်တိပင်ကြီးကိုရှာဖို့အတွက်ရှောက်လန်းခဲ့ကြတယ်အတန်ကြာရှောက်လန်းလိုက်ကြတော့တိပင်ကြီးတို့အပြိုင်ရိုင်ပေါက်နေကြတဲ့တောဆက်စီကိုရောက်ရှိပြီးလူကြီးသုံးဖက်စာခန့်ရှိတဲ့မနီဩကအပင်ကြီးဘေးထွက်ကိုင်းတွေကိုခိုးဆွဲကဘေးပင်ညာစီကိုလူစုခွဲပြီးနေရာယူလိုက်ကြရင်ကအခြေအနေကိုစောင့်ကြည့်နေလိုက်ကြတယ်ကိုင်ဆောင်ထားကြတဲ့လက်နက်တွေကိုအသင့်ပစ်ခတ်ဖို့အနေအထားနဲ့စောင့်စားနေကြရင်ကတနာရီခန့်နီးပါးရှိတော့ရင်ကြိုင်ကလေးတန်းကလေးနဲ့တကယ်လို့အောက်ကူများဒီအကောင်ကြီးတွေရောက်လာမယ်ဆိုရင်ဟင်းကောင်ဖြစ်နေတော့ဟန်ထုံးကအရင်စပစ်မင်းကြီးမှငါတို့ပြစ်မယ်နော်ဟုတ်ပြီကျန်တဲ့အကောင်ဆိုရင်ကောဒူလီသမားအရင်ပြစ်မယ်လေရင်ကြိုင်ပြောလိုက်ပြီးနိုင်ဝဲတတာလောက်အကြမှာမလန်မကန်ကငင်ပင်ကြီးထက်စီကိုနှွယ်တက်နေတဲ့တပုတ်သိမ်ပင်ဒိုးနွယ်ပင်တို့အရှုပ်တော်ကြီးနောက်ွယ်စီမှတပြောပြောတဖြောင်းဖြောင်းဝရွက်6တေးရွက်6တို့အပေါ်ကိုနင်းချေတန်တို့နဲ့အတူခြုံတွေတော်ကြီးရိမ့်ခါလှုပ်ရှားနေတယ်။ထို့အတူတော်တူပြေလွာတန်ကြီးကိုချားလိုက်ကြရပြီးတော့မြေပြန့်ဖက်စီကိုထိုးထွက်လာနေကြတဲ့ပြောင်ကြီးတစ်ကောင်ကိုတွေ့မြင်လိုက်ကြရပါတယ်။အဖေတက်ရှိထင်ရှားရှိခဲ့စဉ်ကပြောင်နဲ့ဆိုင်ဆိုတဲ့အကောင်တွေကိုပြစ်ခတ်လို့ရရှိခဲ့ပါလိမ့်။တငယ်ချင်းတွေနဲ့အိမ်မှာအရက်ဝိုင်းဖွဲ့ချက်ပြုတ်စားတော့ကြရင်အဲ့ဒီအကောင်တွေကိုညအိမ်ညနေဘယ်နည်းလိုက်ခဲ့ကြရကြောင်းတော်ထဲမှာညအိတ်တဲ့အခါမိဝိုင်းထားပြီးမဲ့စိတ်မချရတာကြောင့်ဟင်းမျိုးကောင်ကြီးတွေမိဝိုင်းအပြင်မှာဟင်းဟောက်မန်းဖီးကလူကိုဒုက္ခပေးဖို့ကြိုးစားကြတဲ့အကြောင်းသူ့အတွက်မိုးလင်းသည့်တိုင်အဲ့ဒီအကောင်တွေအန်ဒီရဲကိုကြော်လွှားဖျက်ကျော်ပြီးပြစ်ခတ်ရရှိလာတဲ့အကြောင်းတွေကိုအာပေါင်အာရင်တန်တန်ပြောဆိုခဲ့တဲ့စကားတွေကိုမှတ်သားမိပေမဲ့လည်းတကယ်တမ်းပြောင်ဆိုတဲ့အကောင်မျိုးကိုကျွန်တော်မျက်မြင်ကိုယ်တွေ့မမြင်တွေ့ဖူးသည်ကအမှန်အခုလိုရှာရှာပါပါကြုံတော့ကြုံခဲမြင်ရခဲ့တဲ့မြင်ကွင်းကိုတနက်နဲ့မပြစ်ပဲသူတို့နှစ်ဦးဘာလို့မြည်ကိုစောင့်ကြည့်ရင်ကျွန်တော်လေ့လာနေလိုက်မိပါတယ်ပြောင်ဆိုတဲ့အကောင်ကြီးကခြုံတွေတော်ကြီးအတွင်းကပြေးလွှာတိုးထွက်ကပြေးရမီတွက်ကိုသာကြော်ဖြတ်ပြီးဟိုမှာဖက်ဝါတော်ကြီးဖက်စီကိုဖြတ်တန်းပြေးလွှာသွားစဉ်ကျွန်တော်အသေးချာလိုက်လံကြည့်ရင်ကမှတ်သားနေလိုက်မိပါတယ်တကယ်တမ်းပြောင်ဆိုတဲ့တတော်ကိုကျွန်တော်အမြင်အရပြောရရင်တော်ကျွဲလိုအကောင်မျိုးလို့ဆိုရပါမယ်အနိကအပင်ထက်ကမို့အသေးချာကြည့်လိုက်တော့နဖူးထိတ်ဥကြိုနှချောင်းကြားအဖြူရောင်ခွက်ကြီးရှိသလိုခြေလက်အစုံခွာလေးဖက်ကလည်းအဖြူရောင်တန်းနေတာကိုတွေးမြင်မှတ်သားလိုက်မိပါတယ်ဥကြိုနှစ်ဖက်ကလေးရဆလာချမ်းတရံလိုလာနှချမ်းမျက်နှာချင်းဆိုင်နေသည့်နဲ့ညီညီညာညာနဲ့ကြည်လို့လာပြီးဥကြိုအရင်ကမဲနဲ့ကအဖျားပိုင်းကအယောင်ဖြော်ပြီးရေနံကြီးအောင်ထဲပို့ပြီးရင်းသွားတယ်။ပြောင်ကျိုကိုခံမှန်းလိုက်တော့အရင်ကလုံးပတ်ကြီးကအဖျားရှူသွားတယ်။အကောင်အနေထားနဲ့မလိုက်အောင်ခွာရကသေးပြီးခက်ဝိုင်းဝိုင်းခက်ကြုံကြုံဖြစ်သည်ကိုလည်းသတိပြုလိုက်မိတယ်။အိမ်ဝေးကျွဲဆိုသည့်အကောင်ကခွာရကြည့်ပြီးအဝိုင်းပုံတရံရှိတာကိုတော့ကျွန်တော်သိနေတယ်။နောက်ပြီးတော့ကြော်ရိုးကတော့ခက်ကုန်းကုန်းပါ။အခုကျွန်တော်တို့အပင်ထက်ကလမ်းကြည့်နေရင်မြင်တွေ့နေရတဲ့အကောင်ကြီးကငါးတွေမှာရှိတဲ့စူးတောင်လိုခက်ကုန်းကုန်းဘေးတိုင်းကြည့်လိုက်ရင်လက်ပြင်ကျော်ကုန်းနေသည့်အသွင်အောက်ကဖြတ်ပြေးသွားတဲ့အတွက်သူ့အနှံ့ကိုရှူလိုက်ပြီးတော့ကျွဲနှံမျိုးလိုမဟုတ်စူးရှပြင်းထန်တဲ့အနှံ့အသက်မျိုးကိုထဲရောင်ကလည်းရေနံကြီးအောင်ပေါက်နေပြီးတကူလုံးပြောင်ချောနေတယ်သူ့အတွက်ကြောင့်ပြောင်ဟူ၍အမိတက်ခေါ်ကြသည်ရတော့ဖြင့်မသိပါဦးဂျိုကဝိုင်းကလှပပြီးအရင်ပိုင်းကလိုင်းတွန်းတရံတရေရင်နဲ့ဦးဂျိုအရင်ပိုင်းလုံးဘက်ကလက်မ20တာတာလောက်ရှိပြီးအဖျားပိုင်းကိုတွဲကရွှေရောင်လိုဝင်းလဲနေသည်ကိုလည်းသတိပြုလိုက်မိတယ်ထို့စဉ်မှာစောစောကပြေးထွက်လာတဲ့ပြောင်ကြီးရဲ့နောက်ကျောဝါတော်ကြီးအတွင်းဖက်စီမှတောတိုးကပြေးလွှားလာကြတဲ့အတန်တွေမြေတုံခမန်းကြားလိုက်ကြရတယ်မိမိတို့သုံးဦးသာလမ်းကြည့်လိုက်ကြရာဒုံဆိုင်ပြေးလွှားလာနေတဲ့15ကောင်ခန့်ပြောင်အုပ်ကြီးကိုတွေ့လိုက်ရပါတယ်အဲ့ဒီပြောင်အုပ်မှာဝါတော်ကြီးအတွင်းမှတိုးထွက်ပြီးကျွန်တော်တို့ဖက်ရောက်နေတဲ့အပင်ကြီးအောက်မှဖြတ်ကာဟိုမှာဖက်ကွက်တာဖက်စီကိုဦးတည်နေတယ်
ကွက်တာဘက်စီအရောက်မှာတော့ရှေ့ကပြေးလွှားနေတဲ့အားကောင်းမောင်းတန်ပြောင်ပြို9ကောင်ကတုံငနေရက်လိုက်ပြီးနောက်ကလိုက်လာတဲ့ပြောင်းငယ်တွေကိုဝါလုံးပုံတရံဘက်ကဝိုင်းထားလိုက်ကြပြီးတော့ကြီးမာတုတ်ခိုင်ချွန်ထက်တဲ့သူတို့ဦးဂျိုတွေကိုမြေပြင်ဖက်စီကိုငုံငါတဖူဖူနာမုတ်တဖြောင်းဖြောင်းခွာခုတ်လျက်ရန်သူကိုမြေပြန်ဖက်စီကိုခေါ်ထုတ်ပြီးစိန်ခေါ်နေတာကိုတန်းအတော်တွေးမြင်လိုက်ကြရပါတယ်။သူတို့ဝိုင်းထားတာခံရတဲ့အကောင်ငယ်ကလေးတွေကလည်းကြောက်လန့်နေကြဟန်နဲ့ငြိမ်နေပြီးနောက်ပိုင်းဖက်စီကိုပြန်ကြည့်နေကြတယ်။ကျွန်တော်တို့တစ်ပင်ထက်မှရှိတဲ့သုံးဦးသားမှမြင်တွေ့နေရပြီမဲ့လဲအခုချိန်ထိတိုင်သူတို့နောက်ကိုလိုက်နေတဲ့ရန်သူကောင်ကိုမတွေ့မြင်ကြရသေးဖြစ်နိုင်ချေရှိသည်တို့ကိုတွေးလိုက်တော့လမ်းမှာတွေ့ခဲ့ရတဲ့ခြေရချင်းဟင်းမျိုးဖြစ်မိကိုတွေးတောနေလိုက်ရင်ကြုံတော့ကြုံခဲနဲ့မြင်ရခဲတဲ့တောတွင်းတိုက်ပွဲတစ်ခုကိုမြင်တွေ့ရတော့မယ်ဆိုတဲ့အတွေးတို့ဖြင့်အသက်ပြင်းပြင်းမရှူပဲဖြစ်နေစဉ်ဟန်ထုံးကအသာငြိမ်နေကြဖို့အထာပြလိုက်လို့ကျွန်တော်တို့နှုတ်ကခေါင်းညိတ်ပြီးဂရိပေးလိုက်ကြပါတယ်။ဒါပေမဲ့လက်မှာကင်ဆောင်ထားကြတဲ့လက်နက်တွေကိုလည်းအရေးရှိကပြစ်ခတ်ကြဖို့အသင့်ပြင်ဆင်ထားလိုက်ကြတယ်။ပြစ်ကွင်းကကျွန်တော်တို့တက်ရောက်နေရာယူထားကြတဲ့အပင်ကြီးဘေးစီချထားသလိုဖြစ်နေတဲ့ကွက်တာကွင်းပြောင်ပြောင်အလဲမှာပြောင်အုပ်လှုပ်ရှားပုံကိုအလုံးစုံမြင်တွေ့နေရပေမဲ့လည်းသူတို့တံပြန်တိုက်စီစင်မဲ့အကောင့်ကြီးကိုတော့မမြင်တွေ့ကြသေးတာကြောင့်ဝန်းကျင်ကိုကြီးကန်းတောင်းမောက်လိုက်လံရှာဖွေကြည့်လိုက်ကြစဉ်ပြောင်အုပ်ညာဘက်ယွန်းယွန်းအရှုပ်တော်ကြီးအတွင်းစီမှကျဲလောင်စွာမှန်းပြီးဟင်းဟောက်တန်ကြီးကိုပြုတ်လျက်အရှုပ်တော်ကြားမှကွက်တာဖက်စီကိုခုန်ထွက်လာတဲ့ကြီးမားတဲ့ရိုးကြားကြီးတစ်ကောင်ကိုထိတ်လန့်တုန်လှုပ်ဖွယ်တွေ့မြင်လိုက်ကြရတယ်။ရိုးကြားကြီးကိုလည်းကောင်လုံးပေါ်ရှင်းလင်းပြတ်သားစွာမြင်လိုက်ကြရတဲ့အတွက်ကျွန်တော်တို့အားလုံးတထိတ်တလန့်နှလုံးခုန်ဖြစ်သွားကြပြီးကြက်သိန်းတွေတဖြန်းဖြန်းထကာခေါင်းမသပင်မွေးတို့ပင်ထိုးထိုးထောင်ထောင်ဖြစ်လျက်လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။အပင်ကြီးထက်ဂိုင်းစုံကိုခွားထိုင်ကနေရာယူထားကြတာမို့တော်နေသေးတယ်။အကောင်ငယ်တွေကိုဝိုင်းပက်လျက်ကာကွယ်ထားကြတဲ့ဟင်းကောင်ရိုးကြားကြီးတိုးထွက်လာရနဲ့အနီးဆက်ဆုံးဖြစ်တဲ့ပြောင်းနှကောင်ကမန်ဖီဟင်းရောက်ကတိုးထွက်လာတဲ့ရိုးကြားကြီးမြေပြင်မှာဗိုက်ချဝှက်လိုက်ပြီးခုံအုပ်ဖို့အတွက်နှစ်ရွက်ဝိုင်းဝိုင်းနှစ်ဖက်ကိုဦးကောင်းနောက်ကျော်ပြားနေအောင်ကပ်ပါဇက်ကြီးကိုဖြဲသွားဆွဲကြီးတွေအဖွေးသားနဲ့ပြောင်းတစ်ကောင်ကိုခုံအုပ်ဖို့အာယူစဉ်မှာဦးဂျိုဝိုင်းဝိုင်းကြီးတွေနဲ့ပြောင်းကြီးနှစ်ကောင်ကရုတ်ချီရိုးကြားကြီးစီကိုပြေးဝင်ကော့တင်လိုက်ရာရိုးကြားကြီးကနောက်ကျွန်းပြစ်ကရှောင်တိုင်းလိုက်တာကြောင့်တီတီကလေးလွတ်သွားချိန်ကြံတဲ့ပြောင်၅ကောင်ကရုတ်ချီပြေးလွှားထိုးကက်လျက်ရိုးကြားကြီးကိုထပ်မံဝိုင်းပတ်ထားလိုက်ကြပြန်သလိုမူလပြေးဝင်ဝေးခတ်ခဲ့တဲ့ပြောင်နှကောင်ကပြောင်ပေါက်ကလေးတွေကိုကာကွယ်ဖို့အတွက်နေရာယူလိုက်ပြီးတဝီဝီတဖြည်းဖြည်းနာမုတ်ခွာဆုပ်ဦးဂျိုကြီးတွေကိုရှမ်းတိုက်စီကိုမြင့်ကဖွင့်နေတာကိုအံ့ဩဖွယ်တွေးလိုက်ကြရပြန်ပါတယ်။အဲ့ဒီအချိန်ဝိုင်းပတ်ထားတဲ့ပြောင်၅ကောင်အတွင်းမှာတကောင်သောပြောင်ကြီးကဘေးတိုက်အနေထားနဲ့ရိုးကြားကြီးခုံအုပ်ကြိုက်ခဲတော့မဲ့ကြားကြီးကိုဦးဂျိုနဲ့ပြေးဝင်ကထိုးဆိုင်ကလော်တင်လိုက်ရာဘေးချမ်းကိုထိဆိုင်သွားပြီမဲ့လဲရိုးကြားကြီးကညာဘက်ကိုလိမ့်လိုက်ရင်လက်သေးရှည်ကြီးတို့နဲ့လေတံရင်းနဲ့မျက်နာကိုကုတ်ဆွဲကရှောင်ထွက်သွားတဲ့အတွက်ပြောင်ကြီးမှာအည်ပြားနဲ့အသားတွေအလွားလိုက်ကွာကြကနေရာမှာဖင်ထိုင်လျက်စူးစူးဝါဝါအော်ဟစ်လိမ့်ပြန်နေသလိုဥကြိုအဖျားပိုင်းစူးနေဝင်သွားတဲ့နန်ရိုးဘေးမှအပေါက်ကြီးကသွေးတို့ပန်းထွက်လာတာကိုတွေးလိုက်ရပြီးနေရာမှကျုံထားကကြံတဲ့ပြောင်တွေကိုခုံအုပ်ကြိုက်ခဲတော့မဲ့အလုပ်ကျွန်တော်ကင်ဆောင်ထားတဲ့တူမီတနက်ကချိန်ရွယ်ထားတဲ့လေတံရင်းစီကိုပြစ်ခလုတ်ကိုဆွဲဖြုတ်လိုက်မိပါတော့တယ်ပြောင်ကြီးလေးကဝိုင်းပက်ထားကဘေးချမ်းပွင့်လျက်သွေးတွေတလဟောယူစီးနေတဲ့ရိုးကြားကြီးကနှက်ကြောချေလောင်စွာဟင်းရောက်တန်ကြီးပြုတ်နေကမိထွက်မတက်မျက်လုံးတွေနဲ့ပါဇက်ကြီးကိုဖြဲချွန်ထက်ရှည်လျားတဲ့သွားဆွဲကြီးတွေနဲ့အမီးကိုလှုံရမ်းကနောက်ထပ်ပြေးဝင်ဝေးခတ်မဲ့ပြောင်းတွေကိုသွေးတွေပန်းထွက်နေတဲ့အကြားမှာကျုံထားလိုက်စဉ်ကျွန်တော်ပြစ်ခတ်လိုက်တဲ့တူမီတနက်ရဲ့ကြီးခဲလုံးတို့ကလေတံရင်းကိုစူးပြုံတိုးဝင်ဖောက်ထွက်ခြင်းကိုခံလိုက်ရတာကြောင့်နေရာမှာဘေးတိုက်လဲချကလူးလိမ့်နေစဉ်တူမီတနက်တို့ရဲ့ထုံးစံအတိုင်းမီခိုကြွက်ရှောင်းနောက်ကလိုက်သွားတဲ့မီခိုတို့ကြောင့်ဝန်းကျင်ကိုအမောင်ဖုံးသွားပါတယ်ဟန်ထွန်းတဲ့ရင်ကြိုင်တို့ကင်ဆောင်ထားကြတဲ့ဒူးလေးတွေမှလင်းညို့တန်ပြောင်ကြီးတို့ထံမှတထိတ်တလန့်တော်တိုပြေးလွှားအော်ဟစ်တန်ကိုကြားလိုက်ရပါတယ်မီခိုတွေဝန်းကျင်ကိုဖုံးအုပ်နေတဲ့အတွက်ဘာကိုမှမမြင်ရမီခိုတွေလွင်ပါပျောက်ကွယ်သွားချိန်မြေပြင်မှာစင်းစင်းကြီးဘေးတိုက်လဲကအသက်ပြောင်းနေကြတဲ့ရိုးကြားကြီးနဲ့ပြောင်သေးကြီးတို့ကိုသွေးရရင်အတွင်းမှာမြင်တွေ့လိုက်ကြရပါတယ်တေပင်ကြီးထက်မှရှိတဲ့ကျွန်တော်တို့၃ဦးဖို့မြေပြင်မှာတွေးလိုက်ရတဲ့မြင်ကွင်းကြောင့်ဝမ်းသာ၍လားချောင်းရုံးစိတ်မပြေကြ၍လားတော့ဖြင့်မသိပါအတုံတုံအချီချီနဲ့တဦးမျက်နာကိုတဦးကြည့်လိုက်ကြရင်ကစကားကိုပင်မပြောနိုင်ကြအတန်ကြာတော့မှမနေနိုင်သူရင်ကြိုင်အတန်ကစတင်ထွက်လာတယ်နေပါဦးကိုဟန်ထွန်းကဘာကောင်ပြစ်တာလဲမင်းကလည်းဘာကောင်ပြစ်လိုက်တာလဲပြောပါဦးကွာပြောင်အုပ်ထဲကိုစွတ်ပြစ်လိုက်တာဗျကြောက်တော့ပြစ်စရာမလိုလို့ခမရအောင်ငါလည်းမင်းလိုပြောင်ကိုပဲပေါ့ဟာသူတို့လူပြစ်ကြတာချင်းအဖြေတူညီနေကြတာမို့ကျွန်တော်တန်းအတော်ပြန်မေးလိုက်မိတာကနှစ်ဦးစလုံးပြောင်ကိုပြစ်လိုက်ကြတာလားမိခိုးအမောင်ဖုံးနေတော့ဘာကောင်ပြစ်လိုက်မှန်းတော့မသိဘူးထီရောထိကြရဲ့လားဟန်ထုံးပြန်ဖြေလိုက်တာကငါပြစ်လိုက်တာတော့ထိတယ်ကွာရင်ကြိုင်ပြစ်တာတော့ငါမသိဘူးထိရင်တော့လဲမှာပါ
အနီးနာလိုက်ရှာကြည့်ကြတာပေါ့လေအစိတ်ကအပြင်းစားပဲသုံးဦးသားအပင်ထက်မှာအတန်ကြာကြာစောင့်ကြည့်လိုက်ကြပြီးဝန်းကျင်ကစိတ်ချရတဲ့အဆင့်ကိုရောက်တော့မှမြေပြင်ထက်ကိုဆင်းလိုက်ကြတယ်အပင်အောက်ဟိုမှာဖက်ကွက်တာမှာဘေးတိုက်လဲကြကသွေးအိုင်အတွင်တေဆုံးနေတဲ့ရိုးကြားကြီးနဲ့လေတိုင်းနဲ့မျက်နှာမှာလက်သေးရာကြောင့်အရေးခွန်လန်းကအသားတွေအတစ်လိုက်ထွက်ပြီးတေဆုံးနေတဲ့ပြောင်ကြီးကိုကြည့်နေကြစဉ်ကျွန်တော်ကနောက်တစ်ချိန်လိုအပ်ပါကအတင်ပြစ်ခတ်နိုင်ဖို့အတွက်ရမ်းနဲ့ကြည်ဖြည့်လိုက်ပြီးသုံးဦးသားဒူးလေးနဲ့ပြစ်ခတ်လိုက်တဲ့ပြောင်ချီနေကိုတီးရှိဖို့ထွက်ခဲ့ကြရာတပါလုံခန့်အရောက်မှာပြောင်ထီးကြီးတစ်ကောင်မြေပြင်မှာလဲကျတေဆုံးနေတာကိုတွေးလိုက်ကြရတာကြောင့်အနီးကိုတိုးကပ်ကြည့်လိုက်ရာထူးထူးဆန်းဆန်းများတဲ့နှချောင်းကလေတိုင်ရင်းမှာတစ်ချောင်းနဲ့လက်ပြင်မှာတစ်ချောင်းစိုက်ဝင်နေတာကိုတွေးလိုက်ကြရတာကြောင့်သူတို့နှစ်ဦးပြေးလိုက်ကြတဲ့များတံကတကောင်ထဲကိုထိပြီးအခုလိုပြောင်ထီးကြီးလဲကျတေဆုံးနေခြင်းဖြစ်တဲ့အတွက်ရှေကိုဆက်မရှာကြတော့ပဲအဲ့ဒီသုံးကောင်ကိုတဲဆောင်ကြဖို့အတွက်လဲနဲ့လူခေါ်မှသာဖြစ်မှာမို့စကန်ချရာစီကိုပြန်လာခဲ့ကြတယ်မင်းတို့တောဝဲအုပ်သွားထောင်တာဘလို့လဲထူးသလားကွာဟန်ထုံးအမေးကြောင့်ထမင်းစားနေကြတဲ့လူအုပ်အတွင်းမှာစိုးဝေကထောင်ထားတယ်ကွာခုချိန်ကြီးတော့မထူးသေးဘူးမင်းတို့သွားကြတာရောဘလို့လဲပြစ်ခဲ့ကြရသေးလားတနတ်တန်ခတ်အုပ်တော့ကြားမိသလိုပဲလဲပေါ်မင်းတို့တင်ထားတဲ့ဝါးတွေအောက်ကိုပြန်ချကြဂျိုးကြားကြီးတစ်ကောင်နဲ့ပြောင်ပေါက်နှစ်ကောင်လဲထားတယ်အချိန်လေးရှိတုံးလဲနဲ့တင်มาရမယ်ကွာဟန်ထုံးပြောလိုက်တဲ့စကားကြောင့်ထမင်းစားနေသူဝါခုတ်သမားမဝင့်မရဲနဲ့တဦးမျက်နှာတဦးကိုကြည့်နေရင်တကယ်တကယ်ပါဆိုမြန်မြန်စားကြပြီးတော့ဝါးတွေပြန်ချလဲတက်ကြကွာသွားလိုက်ကြရအောင်ပြောင်းနှကောင်လေးဘက်ချပြီးမှလဲဘော်တင်လို့ရမှာဆိုတော့ဓမ္မတွေနဲ့အယိုးခုတ်ဖြတ်ဖို့ပစိန်တွေပါတင်ခဲ့ကြနော်ဝမ်းသာကြလုံးလို့ဝါခုတ်သမားတွေထမင်းကိုပင်မစားနိုင်ကြတော့ပဲလဲဘော်တင်ထားကြတဲ့ဝါးတွေကိုအောက်ကိုပြန်ချလျက်လေးလေးစီးနဲ့အင်တိုင်းဝေတောဘက်စီကိုထွက်ခဲ့ကြပြီးအဲ့ဒီနေရာမှာပဲပြောင်းနှကောင်ကိုအေချအသားနဲ့အယိုးတွေကိုဓမ္မပစိန်တို့နဲ့ခုတ်ထစ်ပိုင်းဖြတ်ပြီးကြားသည့်ကြီးကိုပါလဲဘော်အတင်မခံတဲ့နွားတွေကိုချော်မော်ထိမ့်သိမ်းတဲဆောင်လျက်ပြန်ခဲ့ကြရာစခန်းချရာစီကိုရောက်တော့နေပင်ဝင်ခဲ့ပါပြီပေမန်လွန်လာကြတာမို့စခန်းမှာခိတ္တနားနေလိုက်ကြရင်ရင်ကြိုင်ကအဖွဲသားတွေသဘောထားကိုတီးလို့တဲ့အတွက်မေးလိုက်ရဟန်ထုံးကတွေးတွေးဆဆပြန်ပြောလိုက်တာကငါသဘောပြောရမယ်ဆိုရင်တော့ပြောင်ကြီးနှစ်ကောင်ဆိုတော့ပိတ်တာချိန်များလွန်းတယ်ကွစားဖို့လူတလောက်ယူပြီးတော့ကြံတာကိုဒိုင်ပေးလိုက်ရင်ငွေတွေရတော့ခွဲယူလိုက်ကြရအောင်တင်ထုံးအမေလဲဆေးရုံတင်ယောဂကုလို့ရတာပေါ့ဘယ်နဲ့လဲဒီလိုဆိုကြားကြီးကိုရောဘယ်လိုလုပ်ကြမလဲဗျကြားကြီးကိုတင်ထုံးပြစ်တာကွာသူ့သဘောထားကိုမေးကြည့်လိုက်လေအားလုံးအကြည့်တင်ထုံးစီကိုရောက်သွားကြတာမို့ပြောရရင်ငါလည်းအမေကိုဆေးရုံတင်ဖို့အတွက်အမြန်ငွေလိုလို့အဖေတနက်ကိုခိုးခဲ့ပြီးတော့မင်းတို့သွားတဲ့ရိုးမကြီးတဲ့ကိုလိုက်ခဲ့တာပဲကွာမမျော်လင့်မဲနဲ့ကြားကြီးကိုပြစ်ခဲ့ရလိုက်တော့အခုချိန်မှာကြားဆိုတဲ့အကောင်ကနှုတ်ခမ်းမွေးရအစခြေသေးလက်သေးပါမကြမ်းတန်ဖိုးရှိနေတော့ဈေးကောင်းရမယ်ရောင်းလို့ရတဲ့ငွေကိုငါတို့အားလုံးအညီအမျှခွဲဝေယူရင်တောင်မှငါရမယ့်ဝေစုကအမေကိုဆေးရုံတင်ကုသပြီးတော့တင်နေတဲ့အကျွေးတွေပါကြေးတယ်ပိုရင်လဲနေတော့ဝယ်ရတာပေါ့အားလုံးရောင်းပြီးတော့ငါတို့ခွဲယူလိုက်ကြတာပေါ့လေသဘောကျကြလားတင်ထွန်းပြောလိုက်တဲ့စကားကြောင့်ကျန်တဲ့တငယ်ချင်းတွေကဝိုင်းဝန်းအော်ဟစ်ဝမ်းသာနေကြစဉ်မှာဟန်ထွန်းကကဲဒီလိုဆိုငါတို့လဲတွေထွက်လိုက်ကြမယ်ဝါးတွေထားခဲ့ငွေဖော်ပြီးတော့တင်ထွန်းမိဆေးရုံတင်ဖို့ကိုမနေ့စောစောရောက်ရအောင်လို့အားလုံးလဲပေါ်တက်ပြီးထွက်ဖို့လုံနေစဉ်မှာဦးစိုးဝေကရင်းကြိုင်ငါလဲကိုမောင်းပေးအောင်ဂိုင်းထောင်ထားတဲ့နေရာသွားကြည့်လိုက်အောင်ပဲအဲ့ဒီရောက်ရင်တော့ငါ့ကိုခဏစောင့်တော့စိုးဝေဦးဆောင်လျက်ထောင်ချောက်စင်သမား၃ဦးကဒူးလေးနဲ့လက်နှိပ်တက်ပြီးကိုစီကင်လျက်ထွက်ခွာသွားကြတာကြောင့်စောင့်စားနေလိုက်ကြစဉ်နိုင်ဝက်ခန့်ကြတော့လက်နှိပ်တက်ပြီးတဝင်းဝင်းနဲ့ပြန်ရောက်လာကြတယ်ခင်ဆိုင်ကတောဝဲဖြန်းအသေးတကောင်ကိုထမ်းလျက်စကန်းသိမ်းရသေးလားခင်ဆိုင်ဘာထောင်ချောက်နဲ့မိတာလဲတန်ညက်နဲ့မိတာကွာတိန်နေလို့စကန်းသိမ်းဖို့မလိုဘူးခတားကောင်တွေကိုထောင်ချောက်ဆင်ဖမ်းယူရမှာမုတ်ဆိုးလို့သူအတွက်အလွန်အန္တရာယ်ကြီးတတ်တယ်အဖေเจ้าဆိုတော့တချို့သောတားကောင်တွေကိုအခုလိုအသေးမိနေလင်အကြောင်းမဟုတ်ပေမဲ့လည်းမသေးမရှင်မိထားတဲ့အကောင်ဆိုပါကအလွန်အန္တရာယ်ကြီးပါတယ်။ဒါကောင်ကိုစခန်းသိမ်းအသေးသက်ပြီးပါမှယူလို့ရတာမို့လွန်စွာသတိထားပြီးလောက်ကြရတဲ့အလုပ်မျိုးထောင်ချောင်းမှာအမိခံထားရပြီးမုတ်ဆိုးလို့သူကသူထံကိုရောက်လာတဲ့အချိန်ကအမှန်ပင်အသက်ပေးရတော့မီကိုတီထားတဲ့တားကောင်ကအစွမ်းကုန်ပြန်လဲခုခံတိုက်ခိုက်လက်တို့ပြန်တဲ့ကြတဲ့အတွက်ဖြစ်ပါတယ်။တန်ရက်ဆိုသည်မျိုးကတန်ကိုကွင်းညွတ်ပြီးဘီးနက်ဖက်ကိုလာချမ်းတရံလိုကွေးထားပြီးခွေးသွားစိတ်တို့ကလွာသွားတွေလိုခြုံထက်တယ်လှချမ်းကွေးလိုညက်တစ်ခုစီကိုတစ်ဖက်တစ်ချက်စီဆွဲပြီးမောင်းတင်ထားလိုက်ရင်အချင်းတပီခန့်ဆက်ဝိုင်းတစ်ခုနဲ့ဖြစ်သွားတယ်ညက်ကွင်းအလယ်မှာနင်းခုံကိုခလုတ်နဲ့တွဲလျက်ထားခြင်းကြောင့်တားကောင်ကအဲ့ဒီနင်းခုံခလုတ်ကိုနင်းလိုက်တာနဲ့မောင်းပြုတ်ကနှစ်ဖက်ဇူးတွေကစူးဝင်နင်းမြုပ်ကမိတဲ့တားကောင်ကိုတေးစီတဲ့တန်ညံမျိုးဖြစ်ပါတယ်ဒါအတွက်ကြောင့်ဝက်ဖြန်းကလေးတေးခြင်းဖြစ်ပါတယ်ဝက်ဖြန်းကလေးကိုလဲပေါ်တင်လိုက်ပြီးကျွန်တော်ကတနက်ကိုကိုင်ကဟန်ထုံးကလဲမောင်ရင်ရှေ့ကဥဆောင်ကရွာစီကိုဥတီလျက်ထွက်ခဲ့ကြပါတယ်ဝါကြောင့်ကြေးရွာစီကိုရောက်တော့ညလေကောင်ပင်ရှိပါပြီ။တားကောင်အသားတွေကိုဒိုင်ဖွင့်ကလက်ခံဝယ်ယူနေတဲ့စိန်ကလားအိမ်ရှိရက်ကနိုးလိုက်တော့
မိခွက်ထုံးကထွက်လာတဲ့စိန်ကလားကဟာဥက္ခရာကိုယ်တိုင်ပါလာတာဦးဗျဘာကိစ္စများတော့လဲပေါ်မှာပြောင်းတစ်ကောင်နဲ့ကြားတစ်ကောင်လာသွင်းတာကွာအရေးတကြီးငွေလို့ကြည်လို့ပေးစမ်းကွာစိတ်ချပါဥက္ခရာစိတ်တိုင်းကြဖြေးရပါစေမယ်ကြီးရွာဥက္ခရာအချိန်ကြောင်းလာတော့ဖြစ်မသိပါဈေးမနိုင်ပဲကာလပေါက်စီပေးကသူလူတွေကိုနိုးပြီးချိန်တွင်နေစဉ်ပေမဲလာကြသလိုဘိုက်လဲဆာလောင်လာကြပြီမို့မစေကုန်းကြီးရွာမှာဖွင့်လေရောင်းချနေတဲ့ထန်းတော်စီကိုသွားကပိုင်ရှင်ကိုနိုးပြီးအမဲကျော်ကြွကြော်တို့နဲ့ဘိုက်ဖြည့်စားတော့လိုက်ကြပြီးတော့အမေရှိရာအိမ်ကိုပြန်တော့သူတို့တွေလည်းလိုက်လာကြပါတယ်အိမ်ကိုပြန်ရောက်တော့မိုးစင်စင်လင်းနေပြီမို့ဆောင်ပခက်နဲ့အမေကိုထမ်းကမယန်းချောင်းကြီးရွာကားဂိတ်မှာကားငားပြီးလေကူစေးရုံကြီးကိုတင်ကစေဝါကူတာမှုခံယူလိုက်ရင်းကတလားခန့်အကြာထူထူထောင်ထောင်ပြန်ဖြစ်လာတဲ့အတွက်ဆရာဝန်ကြီးကခွင့်ပြုချက်နဲ့ရွာစီကိုပြန်ခဲ့ကြတယ်မိဘကျေးဇူးကိုဆက်ချင်၍လာတော့ဖြစ်မသိတော်ကျွမ်းပါသည်ဆိုသည့်တားကောင်များနဲ့ပရိယေများသည့်တော်တို့ဤကိုရိကြုံခဲ့ရသည့်ဖြစ်ရကအဲ့ဒီလိုမျိုးလေးမောင်ဟုတ်ကဲ့ပါအခုဆိုရင်တော့ဆရာလေးမောင်ရေးသားတဲ့မိဘကျေးဇူးဆက်ပူးပါသည်ဆိုတဲ့မုတ်ဆိုးဝတ္ထုဇလံကောင်းလေးတစ်ပုဒ်ကိုနားဆင်ခဲ့ကြရတာဖြစ်ပါတယ်ခင်ဗျာတားကောင်ဖြစ်သွားသောမုတ်ဆိုးဆိုတဲ့ဝတ္ထုဇလံကိုဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာလေးမောင်တားကောင်ဖြစ်သွားသောမုတ်ဆိုးနှယုံမိုးပြေးမြက်သားမွေးဆိုတဲ့စကားအတိုင်းမိုးကလေးတစ်ပြိုင်နှစ်ပြိုင်ရွာလိုက်ပြီးဆိုတာနဲ့မြေပြင်ထက်မြေရိုင်းပင်ထီကရုံးပင်တန်ကျွဲပင်ဂုံမင်းတောက်တာဖလန်တောင်ဝင်းနဲ့အခြားပင်ငယ်တို့အပါအဝင်အပူချိန်ကြောင့်၆သွေးညိုးရော်နေရာမှာနိုးထကြည့်ဖို့ကြိုးစားနေတဲ့အချိန်မျိုးဖြစ်ပါတယ်။အဲဒီလိုမိုးတန်လေးတန်ကြားရစားပြူပြီးပေါ်ထွက်လာကြတဲ့ရွက်နုဝေအညော့တက်ကလေးတွေကိုကြိုင်နေတတ်ကြတဲ့တော်တွင်မှာရှိတဲ့သားကောင်တွေမြူးချိန်မျိုးမှာတဝကြီးပြစ်ခတ်နိုင်ဖို့အတွက်အခုလိုအချိန်ကောင်းအခွင့်ကောင်းကိုစောင့်ဆိုင်နေကြတဲ့မုတ်ဆိုးတွေထဲမှာကျွန်တော်တယောက်လည်းအပါဝင်ဖြစ်တယ်။အခုလိုအချိန်မျိုးမှာအဖွဲ့သားတွေနဲ့ပဲခူးရိုးမကြီးတွင်သားကောင်တွေပေါ်များတဲ့ငွေနီကျေးရွာစီကိုတွားရောက်ပြစ်ခတ်ကြဖို့ကြိုတင်ချင်းဆိုထားကြပြီးဖြစ်ပေမဲ့လည်းတကယ်တမ်းကျွန်တော်ယုံကခွင့်ကြလို့တွားကြဖို့လုပ်တော့လူမှုရေးကိစ္စတွေကိုအကြောင်းပြလာကြသည်မို့စိတ်တူတူနဲ့မလိုက်ချင်လည်းနေခဲ့ကြကွာစီစဉ်ထားပြီးသားကိစ္စမို့ငါတယောက်တည်းပဲတွားပြအောင်တွားမယ်ဟိုမှာကြိုရောက်နေတဲ့အဖကောင်းနဲ့အကိုကြီးဦးသိန်းလွင်တို့စောင့်နေကြမယ်ကြိုနေကြမယ်ဟူ၍ဆိုကစိတ်တူတူနဲ့တယောက်တည်းထွက်ချလာခဲ့တဲ့ခရီးပင်အိမ်ကအထွက်မှာမိတ်ဆွေတဦးကသူ့ရဲ့ကားနဲ့လဲကူးမှဖောင်ကြီးတာဆောင်အထိကိုလိုက်ပို့တယ်နန်းနဲ့စာကိုတာဆုံမှရှိတဲ့ငွေတိုးလေးစားတော့ဆိုင်မှာနန်းနဲ့စာနဲ့ရမကာကိုမိဝဲရင်လမ်းခွဲကြတယ်သူကသူ့ကားနဲ့ရန်ကုန်ဖက်စီကိုပြန်တယ်လို့ကျွန်တော်ကကြော်ဘိုးအိမ်နဲ့တနက်ကိုလွဲကစန်းကျင်ဖက်ရိုးမကြီးတွင်းကိုတိုးဝင်လိုက်တယ်ရွာကန်တွေနဲ့အဖကောင်းတို့ကိုကြိုတင်ချင်းဆိုမထားတာမို့လာကြုံမဲ့သူမရှိတယောက်တည်းကြော်ဘိုးအိမ်နဲ့တနက်ကိုလွဲကဝါချောင်းဆိုတဲ့တောင်ကျချောင်းရိုးအတိုင်းကိုခရီးပြင်းနေခဲ့ပါတယ်တောင်ကျချောင်းရိုးအတိုင်းတဲပြင်ပေါ်မှာလမ်းလျှောက်လာခဲ့စဉ်မှာချောင်းကိုကြောပေးကရွာငယ်ကလေးတွေရှိကြတယ်အဲ့ဒီရွာတွေကိုဖျက်ကျော်သွားရတာမို့ဝါချောင်းကြီးရွာကိုကြော်ဖြတ်ပြီးမဆယ်ကုန်းကြီးရွာစီကိုရောက်တော့လက်ကနာရီကိုကြည့်လိုက်ရာ2နာရီပင်ဆက်လက်ရှောင်းလန်းလိုက်ပါကမွေးနီကြီးရွာစီကိုညနေ4နာရီလောက်ရောက်နိုင်တယ်တာဆုံမှာမိဝဲစားတော့ထားတဲ့ရမကာတို့ကလည်းလမ်းလျှောက်ရင်ထွက်ကြလာတဲ့ချွေးတို့နဲ့ရောပါပြီးကုံတလောက်ရှိနေပြီမို့ခြာချင်းပြန်သွင်းရမယ့်နေရာကလည်းကြီးရွာကလေးမှာပင်ရှိတယ်။မဆယ်ကုန်းကြီးရွာမှာထမ်းပင်ကြကြီးစစ်စစ်နဲ့ကြွက်ကြော်အမဲကြော်နာမည်ကြီးတယ်။အလိုက်ဖက်ဆုံးဖြစ်တဲ့အာဟာရမို့ကုန်ခန်းသွားတဲ့ချူစီကိုထပ်မံဖြည့်သွင်းလိုက်မယ်ဆိုတဲ့အတွေးနဲ့ရွာတန်းရှည်ဖြစ်တဲ့ချောင်းကပယံဖက်စီကိုဥတီလျှောက်လန်းလိုက်ပါတယ်။ဟာအကိုကြီးဒီတစ်ခေါက်တယောက်ထဲလားဗျ။မနေ့ကတော့မှအဘကောင်းတို့အဖွဲ့တောလေရင်ဆင်းလာပြီးတော့ထရီတောက်သွားကြသေးတယ်။ဟုတ်လားမဆီတိုဘာကောင်တွေပြစ်လို့ရတယ်ကြားလဲဗျ။ဆက်တကောင်G3ကောင်နဲ့တောဝဲတကောင်နဲ့အကိုကြီးတောက်နေကြထိုင်းရီဆိုင်ကိုအရောက်ထိုင်းရီရောက်တဲ့မဆီတိုကဇီးကြိုမေးလာတာမို့အခြေအနေကိုမေးလိုက်တော့အထိုက်လျောက်တီးလိုက်ရတာမို့ကျွန်တော်ကအေးကွာငါတယောက်တည်းထွက်ချလာခဲ့တာဟိုနေယောက်ကြားဝင်းနိုင်ရောမမြင်ပါလားကွာဘယ်သွားလဲထုံးစံအတိုင်းပေါ့အကိုကြီးညီကတော်ထဲမဝင်ရင်နေခင်ပိုင်းဆိုရင်ကြက်ဝိုင်းပြင်းရင်ဖဲဝိုင်းဆက်နေတာပေါ့ကျမလည်းသူ့ကိုမပေါင်းချင်တော့ပါဘူးကွာမယ်ဆိုတော့လည်းမြို့လိုတွေ့ခတ်နေတယ်အချိန်တောင်မှအတော်လင့်နေပြီနော်ဝါကြီးတော့အတွင်အမြုပ်တစီစီနဲ့စူပွက်နေတဲ့ထိုင်းရီကြီးတော့နဲ့ကျွန်တော်ကြိုက်တဲ့အမဲကျော်ကြွက်ကြော်ပကံတွေကိုလာချပေးတယ်ပြီးတဲ့နောက်မွေးနီကျေးရွာဆိုရင်တောင်မှတယောက်တည်းခီးဆက်ဖို့အချိန်လင့်နေပြီအေးငါမွေးနီရွာဝဲသွားမှာဘာဖြစ်လို့တော့ငါစစ်တို့ရဲ့ဩစိတ်မချလို့ပါတော့စိတ်မချလို့ပေါ့အကိုကြီးရဲ့ဟိုတောင်မကြီးဖက်စီကလည်းလျက်တဝင်းဝင်းနဲ့မိုးရိပ်စင်နေလို့စိုးရိမ်မိတာပါဒီမှာတညနားလိုက်ပြီးတော့မနေ့မှဝင်းနိုင်ကိုလိုက်ပို့ခိုင်းမယ်လေထိုင်းရီအချိန်ကတက်လာပြီမို့သူမစကားတွေကစေတနာလားဝေဒနာလားဆိုသည်ကိုတော့မခွဲခြားတတ်မဆီတိုဆိုတဲ့အမျိုးသမီးကရုပ်ရည်ကတော့တနာကမာပမာပြရလင်ထွင်းရဖို့ယုံမျိုးဒါပေမဲ့အရက်အမောင်းကကျွန်တော်ခါးဆစ်လောက်ခြေထောက်ကတူတူလက်မောင်းရှည်ကခက်တူတူလက်မောင်းနဲ့လက်ဖြံရိုးအရှည်ကတပေလောက်ခြေထောက်ကခွင်နေသေးတယ်
သူမလမ်းလျှောက်တဲ့ပုံစံမှာမြောက်တကောင်လမ်းသွားတဲ့ပုံစံမျိုးသူမရဲ့ဖခင်ဦးမြတ်မင်းဟန်ဆိုသူကတောတထိပ်တယောက်စီးပွားရေးကိုလည်းအကွက်ကြကြလက်မြင်သူတူပင်ငွေတိုးယူကခြေစားတဲ့အလုပ်ကိုလည်းလုပ်တယ်ပစ္စည်းတွေကိုအပေါင်ခံတဲ့အလုပ်တွေကိုလည်းလုပ်တယ်ရိုးမကြီးအတွင်းကထွက်ရှိတဲ့တယံဇာတာပစ္စည်းတွေဖြစ်တဲ့တစ်ဝါလန့်ထင်းမီးသွေးတောင်ထန်းကျိန်ကိုင်းဘောဓနိကိုင်းစသည်တို့ကိုလက်ခံဝယ်ယူပြီးလေကူးဘက်ကကုန်တယ်တွေကိုလက်လွဲပြန်ရောင်းဝယ်ဖောက်ကားမှုပြုသလိုပဲခူးနဲ့ရန်ကုန်မှာရှိတဲ့ကုန်တယ်တွေကိုလည်းဖောက်တယ်ပေးပါတယ်တော်တွင်နေမုတ်ဆိုးလုပ်သူတွေပြစ်ခတ်လို့ရရှိတဲ့သားကောင်အမျိုးမျိုးကိုတိုင်ဖွင့်ကလက်ခံဝယ်ယူပြီးဟိုတယ်ကြီးတွေနဲ့အခြားသောစားသောက်ဆိုင်တွေကိုပြန်သွင်းကစီးပွားရေးအဆင်ပြေတဲ့ဒေါ်တထေကြီးတူဖြစ်ပါတယ်စီးပွားရေးကိုမြည်မြအကွက်မြင်သနည်းဆိုတော့သူ့ပိုင်မြေ10 ဧကကျော်မှာပလူမွေးပလူတောင်သမီးငယ်မိတဆိုးမဆစ်တိုလေးနောင်ရေးအတွက်မျောကိုးကထမ်းမင်ပေါင်း300ကျော်စိုက်ခဲ့ပြီးတဲ့နောက်မကြာလာတဲ့အချိန်မှာရိုးမကြီးအတွင်ဝိုင်းချက်စားနေထိုင်ကြတဲ့ဒေါ်စင်ရိုင်းတွေကຫນွေကာလမှာအပူချိန်ကြောင့်ရေတွေခန်းချောက်လာသလိုအစာအီစာရှားပါကြတာကြောင့်ကိုအုပ်စုနဲ့ကိုအောက်ပိုင်းရေကြီးရာမျက်နှာရာစီကိုဆင်းကြရမှာသူတို့ရွာဖက်စီကိုဆင်းကြတဲ့ဒေါ်စင်ရိုင်းအုပ်နဲ့တိုးကကြောက်လန့်ပြီးလွတ်ရာစီကိုထွက်ပြေးရာခေါင်စင်ရိုင်းကြီးကနောက်ကပြေးလိုက်ရင်နှမောင်းနဲ့ပတ်ကမြောင်အောက်ကိုပြစ်ချခံလိုက်ရတဲ့အတွက်မရှုမလတေဝဲဝင်သွားရရှာသူတူပင်အခုအချိန်မှာသူမရဲ့ဖခင်ကြီးဖြစ်တဲ့ဦးမြတ်မင်းဟန်အမျော်အမြင်ကြီးစွာစိုက်ပျိုးထားခဲ့တဲ့ထမ်းမင်တွေမှထွက်တဲ့ထမ်းရည်တွေကအဲ့ဒီချောင်းရိုးမှာနေထိုင်ကြတဲ့ရွာတန်းရှည်ရွာတွေကရွာသူရွာသားတွေအပြင်လဲကူးမြို့နယ်ပဲခူးမြို့နယ်ရန်ကုန်မြို့ထိတိုင်ဖြန့်ဖြူးရောင်းချနေရပါတယ်အခုကျွန်တော်တောက်နေတဲ့ထမ်းရည်ကလည်းအဲ့ဒီအပင်တို့မှထွက်တဲ့ထမ်းမင်ကြရည်စစ်စစ်ပင်ကျွန်တော်မတောက်ရတာကြာပြီဖြစ်တဲ့ထမ်းရည်ကိုတောက်လိုက်စားလိုက်လုံနေတာကိုကြည့်နေတဲ့မဆစ်တို့ကဟိုဘက်လာထက်ကမင်းကုန်းရဲဘက်စခန်းကထောင်ချကြီးတိမ်ဝင်းနဲ့သူတပည့်2ဦးရောက်လာကြတယ်လေတနက်တွေလည်းပါလာကြတယ်ရွာမှာတညအိတ်သွားသေးတယ်ရှင်ဟဲမဆစ်တို့ကလည်းထောင်ချကြီးမဟုတ်ပါဘူးထောင်မူကြီးတိမ်ဝင်းဆိုတာပါကွဘာလာလောက်ကြတာတော့ရဲဘက်ပြေးလိုက်ဖမ်းရင်းနဲ့ရောက်လာကြတာဆိုပဲတွေ့ရောတွေ့သေးလားသူတို့ယူလာတဲ့ဓာတ်ပုံကြည့်ရတာတော့ကျမယောက်ျားဝင်းနိုင်ရဲ့ပုံမဲတော့ဒါပေမဲ့လက်ထိတ်ကဖမ်းခေါ်သွားတယ်နောက်တစ်ပတ်လောက်ကျတော့ဝင်းနိုင်ပြန်ရောက်လာတယ်ရဲဘက်ပြေးနေဝင်းနိုင်ရုပ်ကချွတ်စွတ်တူလို့လူမားလို့ဆိုပဲဩဖြစ်မဖြစ်ရလေဝင်းနိုင်ရဲ့အကိုကြီးကမွေးနီယာကိုပဲလားခီးဆက်ဖို့ကအချိန်လဲလင့်နေပြီလေအေးမွေးနီယာကိုပဲသွားမှာဘာဖြစ်လို့တော့မိုးသားတွေမဲနေပြီတောင်မကြီးဖက်ကမိုးရိပ်စင်နေလို့ပါနေပလေးစီအချိန်လင်းတော့လဲဓမီထိုးပြီးတော့ပြစ်တက်သွားလို့ရတယ်ဒီလိုဆိုရင်ချောင်းရိုးအတိုင်းမလိုက်နဲ့မိုးရိပ်စင်နေတော့တောင်ကျရီကိုစိတ်မချရဘူးဟိုဖျားကုန်းပေါ်တက်သွားဖျားနောက်ကျော်နည်းနည်းကိုတိုးဝင်လိုက်ရင်မုတ်ဆိုးလက်စုပ်ပင်ကြီးနဲ့ကြောက်တုံးကြီးပေါ်မှာတည်ထားတဲ့ဇေဒီလေးတဆူကိုတွေးလိုက်မယ်အဲဒီကိုကြော်ပြီးတော့10မိနစ်လောက်လမ်းအတိုင်းလျှောက်လိုက်ရင်ညာဘက်အချမ်းတောင်ချီမှာမွေးနီရွာကအင်္ဂလိပ်တွေကိုလမ်းတွေ့ရမယ်လူသွားလမ်းအတိုင်းလိုက်ရှင်းလိုက်ရင်တော့ချောင်းကိုရောက်မယ်ချောင်းကိုဖြတ်လိုက်ရင်အဲ့ဒီရွာဖျားပဲမဆစ်တိုစကားကြောင့်ကျွန်တော်ရိုးမကြီးနောက်ကျောဖက်မှာရှိတဲ့ခန့်ညညို့သာလမ်းမြင်တွေးနေရတဲ့တောင်မကြီးဖက်စီကိုလမ်းကြည့်လိုက်တယ်မဟူရာတောင်မြင်ကြီးပင်ပြိုတော့မဲ့မိုးတိမ်တို့ကြောင့်ခံမိုင်းမိုင်းမိုးသားရိပ်တွေကြောင့်ဝိဝိဝါဝါပင်မရှိလားမြင်ကွင်းပြောက်လို့နီနီရှိနေတဲ့အပြင်အိတ်တန်းပြန်ကျင်းငက်တာရကာတို့ကသူ့ထက်ငါအလူရဲ့ပြန်တန်းနေကြတာကိုလျက်ပန်းလျက်နွယ်တို့ပြိုးပြိုးပြက်ပြက်လင်းလဲနေတဲ့ကြားမှာလမ်းမြင်တွေ့နေရတယ်ကျွန်တော်ဖြတ်တန်းလမ်းလျှောက်လာခဲ့တဲ့ဝါချောင်းလို့ခေါ်တဲ့တောင်ကျရီတို့စီးဆင်းရာချောင်းကြီးကမိုးရီအကြကျန်းတဲ့တောင်ကျချောင်းကြီးတစ်ခုပင်ပဲခူးရိုးမကြီးတစ်ခွင်လုံးဖြန့်ကျက်ရွာချလိုက်တဲ့မိုးရီတို့စူပေါင်းစီးဆင်းရာချောင်းကြီးပင်အဲ့ဒီတောင်ကျချောင်းကြီးကရိုးမကြီးကိုမိခိုလောက်ကင်ရှာဖွေစားတောက်ကြသူတွေရဲ့အသက်သွေးကြောပင်နှွေကာလနဲ့အခုလိုအဲ့ဒီတောင်ကျချောင်းကသူစီးဆင်းရာလမ်းကျော်ချောင်းရိုးတစ်လျှောက်မှာစီးဆင်းဖို့ရေမရှိတာကြောင့်တဲတောင်ပြင်လမ်းကျော်ကြီးဖြစ်နေပြီးမိုးကာလမှာသူစီးဆင်းရာလမ်းတစ်လျှောက်မြည်သည့်အရာကိုမျှမျက်နှာသာမပေးမငဲ့ကွက်ပဲအညာတာကင်းမဲစွာတိုက်စာဝါမျိုးဆွဲချသွားကြသည်ကြီးပင်ဒေါ်သူတောင်သားတွေဖို့အသက်ကိုဗဒါနမထားနိုင်ကြပဲတင်းနဲ့ဝါးတွေကိုဖောင်ဖွဲ့ပြီးအထက်မှအောက်ရိုးမကြီးအတွင်းမှလဲကူးရောက်သည့်ထိစုံစင်းတဲဆောင်ကလာသည့်ထိမဆောင်တော့ပဲအတွင်းဖက်ရွာငယ်တွေထိကိုတိုးဝင်ကအလူရဲ့ဝယ်ယူကြသလိုအချို့ကုန်သည်တွေကလည်းသူ့ထက်အတွင်းကျတဲ့နေရာတွေဖြစ်နေတာမို့အထိုက်လျောက်စီကားတဲ့ရွာတွေပင်မှတ်ချက်အဲ့ဒီရွာငယ်တွေတည်ရှိနေတဲ့နေရာတွေကအခုအခါပဲခူးရီလောင်တမန်ကြီးတိဆောက်လိုက်တာကြောင့်မရှိတော့ပါအဲ့ဒီကျေးရွာမှာနေထိုင်ကြတဲ့သူတွေကိုမြောက်ဥက္ကလာပမြို့နယ်နဲ့တန်ဖိုးတန်းဘာလာကျေးရွာတစ်ကိုပြောင်းရွှေ့နေရာချထားပြီးဖြစ်ပါတယ်ကျွန်တော်ရှေ့ဆက်ရမယ့်ချောင်းရိုးတဲတောင်မြင်လမ်းအတိုင်းလိုက်ပါကနောက်ထပ်တနာရီကြော်ကြော်သွားပါမှရွာစီကိုရောက်မယ်ဒါပေမဲ့မိုးရွာချလိုက်ပါကတောင်ကျချောင်းရည်စီးဆင်းမဲ့အန်ဒီရဲ့ကြောင့်မသွားတော့ပဲမဆစ်တူပြောပြတဲ့တောင်ပေါ်လမ်းအတိုင်းကိုသွားလင်နိုင်ဝဲတာတာနဲ့လိုရာစီကိုရောက်နိုင်တယ်ဒီတောင်ပေါ်လမ်းကိုရခင်ကလည်းအဖွဲ့သားတွေနဲ့၄-၅ချိန်ဖြတ်ခဲ့ဖူးတာမို့အချိန်မို့ရလင်ထန်းရည်နဲ့ကြွက်ကြော်အမဲကြော်တို့ကိုအနှဲငယ်ထက်ဆွဲဖို့ကရသည်မဟုတ်ပါလားသိ
သူ့အတွက်ကြောင့်ထန်းရည်တပလင်းနဲ့အစာကိုထပ်စားလိုက်ပြီးကုန်တော့ဆုံးဖြတ်ချက်နဲ့အတူတောင်ပေါ်လမ်းအတိုင်းသွားဖို့ကျော်ဘိုအိမ်နဲ့တနက်ကိုကင်လိုက်ရင်းနေရာမှာထားလိုက်တယ်လူလျှောက်လန်းအတိုင်းရှောက်လန်းနေစဉ်မှာနိုင်ဝဲတာကြာတော့သတိထားမိတာကဒီနေရာစီကိုထပ်တလဲလဲပြန်ရောက်ရှိနေခဲ့သည်မှာ9ချိန်ထက်မနည်းတော့ရှေ့မှာမြင်တွေ့နေရတဲ့မုတ်ဆိုးလက်စုပ်ပင်ကြီးရဲ့အောက်ကိုလည်းရောက်ခဲ့ပြီးုံသာမကပင်စီလုံးမှာတီးနေတဲ့အသီးတွေကိုဆွတ်ချွေစားသုံးခဲ့တာကြောင့်မှတ်မိနေသလိုလွဲချော်နိုင်စရာအကြောင်းကမရှိတပည့်ကြောင့်ဆိုတော့အဲ့ဒီအပင်ကြီးရဲ့နောက်ွယ်အမြင့်ပေ20ခန့်ရှိတဲ့တဘာဝလုံးနေတဲ့ကြောက်တုံးထိပ်ဖြားမှာထုံဖွေးဖွေးနဲ့တပ်ပယ်စွာစံနေတော်မူတဲ့ဇေဒီတော်ငယ်လေးတစုကလည်းရခင်ကျွန်တော်တို့အဖွဲ့ကဒီနေရာစီကိုရောက်လေတိုင်းဖူးမြော်နေကြမို့အမက်အသားတို့ကအထင်ရှားတွေးမြင်နေရသည်မဟုတ်ပါလားအခုချိန်ကြမှာမဟူရာတောင်မကြီးဖက်စီမှလျက်ပန်းလျက်နွယ်တွေတဝင်းဝင်းတက်လက်လက်အဆက်မပြတ်လက်လိုက်သလိုမိုးချုံတန်တွေနဲ့အတူမိုးကြိုပြချလိုက်တန်ကြီးကိုပါကြားလိုက်ရပြီးလေပြင်းနဲ့အတူမိုးကပါလာတယ်လက်ကနာရီကိုကြည့်လိုက်တော့9နာရီနီးပါးလေပြင်းတိုက်ခတ်မှုနဲ့အတူကြီးမားတဲ့မိုးဆက်မိုးပေါက်တို့ကလည်းပြင်းထန်လာတာမို့တောင်းခံပေးမယ်လည်းမရတဲ့အဆုံးစိုးရင်စိတ်နဲ့ပဲခြေရင်းကိုပြေးကပ်ကာတနက်နဲ့ကြောဘိုးအိတ်ကိုလေခွေရာပင်စီလုံးဘေးမြေပြင်ကိုပြစ်ချလိုက်တဲ့အချိန်ငွေနီကျေးရွာအနောက်ဘက်တင်းချိုင်းစီမှခွေးရအုပ်တို့ဝိုင်းဦးလိုက်တန်တွေကိုကြားလိုက်ရတယ်။အဲဒီအတန်ကလေကိုဆန်နေတဲ့မစစ်တိုတို့ရွာဘက်ကမဖြစ်နိုင်လီစုံအတိုင်းလွင်မျောပါလာတဲ့မွေးနီကျေးရွာချောင်းဟိုဘက်စီကဖြစ်ပါလိမ့်မယ်။အရဲရှင်ကလေးပြင်ထန်းရည်တကိုးတို့ကြောင့်မူးနေသည်ဆိုပေမဲ့လည်းတဲကြီးမဲကြီးရွာချလိုက်တဲ့မိုးတန်လေးတန်ကြားမှာအချိန်ကသူ့ဘက်ကိုပါနေပြီဆိုသည်ကိုသိနေသလိုစိုးရိမ်စိတ်ကလွမ်းမိုးလာတာမို့ကျော်ဘိုအိတ်ကိုလွယ်ပိုးလိုက်ရင်တနက်ကိုကိုင်ကဥတီယာငွေးနီကျေးရွာစီကိုရောက်လို့စောနဲ့ခက်တုတ်တုတ်ပင်ရှောက်လန်းနေလိုက်ပြန်တယ်။နိုင်ဝဲတာတောင်ဆောင်လန်းအတိုင်းကိုရှောက်လန်းလိုက်ပြီမဲ့လဲအဲ့ဒီပင်ကြီးနဲ့ကြောက်တုံးပေါ်ကဇေဒီတော်လေးစီကိုပင်ပြန်ရောက်လာခဲ့ပြန်တယ်။ဘုတ်တော်တခုခုတော့မားနေပြီ။ဖျားရှင်ကဲတော်မူပါ။မယုံကြည်နိုင်စရာဖြစ်ရမျိုးမို့စိတ်တွင်းကရှင်တော်ဖျားကိုတားလိုက်ရင်ကျမစိုးနဲ့မတိုးဖို့ဆူတောင်းနေမိတာနဲ့အတူတနက်ကိုပြစ်ခတ်ဖို့အသည့်အနေထားမျိုးနဲ့ကိုင်းဆောင်ကပင်စီလုံးကိုကြောမိလျက်ရှင်းဝန်းကျင်ကိုဝေဝဲအကဲခတ်လေးလာနေလိုက်မိတယ်။တော်ကြီးတခွင်လေပြင်းတိုက်ခိုက်ခံရမှုနဲ့တဲထန်စွာရွာနေတဲ့မိုးစက်တန်းကြောင့်ရင်ထိုးလှုပ်ရှားနေသည်မှအပရှေ့မှာဘာမှမထူးခြားမိုးထဲလေထဲမှာကြီးကန်းတောင်းမှဝန်းကျင်မှာထူးခြားတဲ့အရေးအယောင်ကိုမတွေ့ရတာကြောင့်စိတ်แท้စဝေစွာအတွေးမျိုးနဲ့တွေးနေလိုက်မိပါတယ်။ထရီမူးမူးနဲ့ကိုမကျွမ်းကျင်တဲ့ဒီတောင်ပေါ်လန်းခရီးကိုအဖို့မပတယောက်တည်းရှောက်လန်းနေမိသည်ကိုမိုက်မဲတဲ့လောက်ရက်ကိုလုံနေခြင်းရဲ့လို့ကိုချိန်ဆမိရင်ကြောက်စိတ်တွေကလွမ်းမိုးစာပြူလာပြီးမို့နဖူးကဇောချွေတို့ပင်ပြန်ထွက်လာသလိုသမင်မွေးတို့ထိုးထိုးတောင်ဖြစ်ကကြက်သိန်းတွေလည်းတဖြန်ပြန်ထလာတယ်။အတွေ့တို့ကတူလောနဲ့ချာလဲနေသလိုငိုင်မီးစာပြူလာကအိတ်ချင်စိတ်ကတားမရနိုင်လောက်အောင်လွမ်းမိုးစာပြူလာတယ်။လှူရှားနေတဲ့စိုးရင်စိတ်ကိုပြန်လဲစူးစီးလိုက်ကကင်ဆောင်ထားတဲ့တနက်ကိုမုတ်ဆိုးလက်စုပ်ပင်ရဲ့ပင်စီလုံးမှာပြောင်းပြန်ထောင်းလျက်ပင်စီလုံးကိုကြောမိလျက်အိတ်ချင်စိတ်ကိုဖျောက်ဖျက်နိုင်ဖို့တွေးတောနေလိုက်မိတယ်။မဟူရာတော်ကြီးနောက်ဖက်စိန်တောင်ကြီးဖက်စီမှလေပြင်းနဲ့ရောထွေးတဲ့မိုးရေစက်တို့ကအညိုးနဲ့ရိုးမကြီးတစ်ခွင်လုံးကိုတွန်းကျဲလိုက်ပါပြီ။တရွက်ဖဖားတို့ကမိုးရီတို့ကြောင့်စိမ့်ဆူလန်းဆန်းကအင်အားတစ်တွေရရှိလိုက်တဲ့ကဲ့သို့ပင်တောင်ကြချောင်းကြီးဖက်စီမှတောင်ကြရည်တွေဒလော်ဟောစီးဆင်းလာပြီးမို့တဝဝနဲ့အာမန်အပြည့်နဲ့ပြိုဆင်းလာတဲ့ကိုလည်းလေမိုးကြားမှအတိုင်းသာကြားနေရတယ်။ချောင်းရိုးအတွင်တဲတောင်ပြင်လေးအတိုင်းမလိုက်မိတဲ့မိမိကိုမိမိအခုမှပဲပြန်လဲကျေးဇူးတင်နေမိသလိုမစစ်တို့ကိုလည်းကျေးဇူးတင်နေမိတယ်။ရှေ့ဆုံးမှာကြောက်တုံးကြီးထက်လှီနဲ့မိုးနဲ့ကြားခရီးရီမြင်နေရတဲ့ဇီဒီတော်ကလေးကိုထရီမူးမူးနဲ့လက်အုပ်ချီဥတင်ကဘေးကင်းစီဖို့ဆူတောင်းနေလိုက်မိတယ်။တောက်ထားတဲ့ထန်းရီအရှိန်ကြောင့်သွေးလေးလာဟန်ရှိပါတယ်။အရက်လိုသွေးမဆူမန်းကိုလည်းနိုင်ချိန်လိုက်တယ်။လက်တလောအချိန်မိုးရီတို့ဆူရွှဲနေပါလျက်အိတ်ချင်စိတ်ကပြင်းပြနေတယ်။တက်နိုင်လင်နေရာမှာပဲလဲအိတ်ပြစ်လိုက်ချင်တာမို့စိတ်ကူးနဲ့အတူနောက်ဖက်ကြောမိထားတဲ့ပင်စီလုံးမှာကက်လျက်တီးနေကြတဲ့မုတ်ဆိုးလက်စုပ်တီးတစ်လုံးကိုခူးလိုက်ပြီးအခွန်မှမကြံအလုံးလိုက်ဝါစာပစ်လိုက်ပါတယ်။မုတ်ဆိုးလက်စုပ်တီးဆိုတာကပမာပြရလင်တီးကင်းစားပိန်းနေသည်အလွန်ကြီးတဲ့အသီးကခြေမသာသာအညိုရောင်အခွန်ထူတယ်။ပါဇက်အတွင်းဆွဲနေအောင်ခါသီးတယ်လို့အတွင်းမှာအဆန်ဖြူဖြူကလေးတွေကစိမ်ပြီးစားလို့အလွန်ကောင်းတဲ့အသီးဖြစ်ပါတယ်။အခုတော့ကျွန်တော်မှတခါမှမဖြစ်ဘူးတဲ့အဖြစ်ကြောင့်အိတ်ချင်တဲ့စိတ်တွေပျောက်သွားအောင်အလွန်ခါမှန်းသိပါလျက်တမင်စားပြစ်လိုက်တဲ့အတွက်ခါတော်အရသာမှာပါဇက်အတွင်းမှာဝမ်းထဲရောက်သည့်တိုင်ဝါမျိုးကမျိုးချပြစ်လိုက်တာမို့မကြခင်အတွင်းအိတ်ချင်စိတ်ပျောက်ကအန်ချင်စိတ်ပေါက်လာတာမို့နေရာမှာပင်တဝဝနဲ့အန်ချပြစ်လိုက်ပါတော့တယ်။မုတ်ဆိုးလက်စုပ်သီးတို့ရဲ့ခါချက်ကကန်းကုန်တယ်။ဘယ်အတိုင်းတာနဲ့မှလဲယူလို့မရအောင်ပါဇက်အတွင်းနဲ့ဝမ်းတွင်းတစ်လျှောက်ဆွဲပြီးခါသက်နေမှုကြောင့်ထရီမူးတဲ့စိတ်နဲ့အိတ်ချင်စိတ်တို့ကဘယ်စီကိုထွက်ပြေးကုန်သည်ပင်မသိတော့ထိုစဉ်မှာမူးနယ်လီတို့ကအညိုးနှကြီးပင်ဒီကြားထဲအရှိဖက်လက်ဝဲလက်ရဖက်ကမှမသိရတဲ့ဖက်စီမှလျက်စီတန်းကြီးကဝင်းငနဲ့ပြိုးပြိုးပြက်ပြက်လဲလိုက်ပြီး
ကျေလောင်တဲ့အတန်နဲ့မိုးကြိုးကြောင့်မြေပြင်ကိုပင်ဝှက်ချရှောင်တိန်လိုက်မိပါတယ်။မိုးရီတို့ကြောင့်တကူလုံးဆူရွှဲနေတဲ့အပြင်ဥကောင်းထက်မှမျက်ဝန်းအစုံစီကိုစီးကြနေတဲ့မိုးရီတို့ကိုလက်နဲ့တုပ်လိုက်ရင်းကပင်စီလုံးရဲ့အခြားတစ်ဖက်လေးကွယ်မိုးကွယ်ရာစီကိုပြောင်းရွှေ့နေထိုင်လိုက်တယ်။မိုးနဲ့လေတံတို့မှအထိုက်လျောက်လွတ်ကင်းသွားတာကြောင့်အန်ဒီရဲ့ပေးမဲ့နမိတ်လက္ခဏာရှိရာအရှိဖက်စီကိုစူးစိုက်ရှာဖွေကြည့်နေလိုက်စဉ်အတွင်းနောက်ကျောဖက်စီမှအောင်မြင်စွာပောက်ကွဲထွက်ပေါ်လာတဲ့တနက်ပစ်လိုက်တန်၃ချက်ဆင်းကအနီးကကြားလိုက်ရတာကြောင့်ပစ်လိုက်သူတွေထံကိုရုတ်တရက်အထိတ်တလန့်နဲ့လမ်းကြည့်လိုက်တော့လီကွယ်မိုးကွယ်ယူထားတဲ့တစ်ပင်ကြီးထက်အထက်စီကိုတနက်တွေကိုပခုံးမှာထောက်လျက်ပြောင်းထိုးကပြစ်ခတ်လိုက်ကြသူ၃ဦးကိုအမတ်မထင်တွေးမြင်လိုက်ရတာကြောင့်တန့်တော်နဲ့နှုတ်ဖျားကလည်းဟာဘာကြီးကောင်အကိုကြီးသိမ့်လွင်နဲ့တင်ဆိုးတို့ပါလားအောင်မလေးကျေးဇူးတင်လိုက်တာဗျာကျေးဇူးရှင်တို့ရဲ့ကျွန်တော်ကြောမိထိုင်နေတဲ့မုတ်ဆိုးလက်ဆုပ်အပင်ကြီးအထက်မှသားကောင်ကြီးတစ်ကောင်မြေပြင်ကိုပြုတ်ကျလာတဲ့နဲ့မြေပြင်မှာအဲ့ဒီသားကောင်မှာတွန်းလိန်ခွေခောက်ရင်းမချိမဆန့်တွန်းလိန်ခွေခောက်လူးလိမ့်နေတဲ့မြင်ကွင်းကြောင့်အဲ့ဒီအကောင်ကြီးကိုအသေးချာကြည့်လိုက်တော့အေယာမစပယ်ကြီးမွေကြီးတစ်ကောင်ဖြစ်နေတာကိုထိတ်လန့်အံ့ဩစွာတွေးမြင်လိုက်ရပါတော့တယ်တော်သေးရဲ့ငါတို့အရောက်ဦးပေလို့သာနှုတ်မို့ဖြင့်မွေပိုက်ထဲကထုတ်ရမယ်အဖြစ်မျိုးနဲ့တိုးတော်မလို့အဖကောင်းကပြောလိုက်တယ်လို့အကိုကြီးဦးသိန်းလွင်နဲ့တင်စိုးတို့ကကျွန်တော်ထံကိုပြေးလွှာလာလိုက်ပြီးမိဖျားနဲ့ပခုံးတို့ကိုကင်လို့လျက်ဘိုးလေးသတိထားလေငါတို့ရောက်လာပြီသတိထားသူတို့နှစ်ယောက်နှုတ်ဖျားကတဖွာဖွာပြောကသတိပေးရင်ကင်လို့နေကြတယ်ကျွန်တော်ကိုသူတို့အထင်ကငွေကြီးကညှို့ယူထားပြီးအောက်ကိုဆင်းကရစ်ပတ်လိန်ဆွဲဝါမျိုးတော့မှမို့သတိမေးနေတယ်လို့ထင်နေကြပုံရတယ်အမှန်မှာမူလာကထဲရီမူးမူးနဲ့ငွေကြီးရဲ့ညှို့ယူခြင်းကိုခံလိုက်ရသလားတော့ဖြစ်မသိအဲ့ချိန်စိတ်ကပြင်းလွန်းစွာပေါ်လာတာကြောင့်အဲ့ချိန်စိတ်ပျောက်သွားအောင်အလွန်တရာခါလာတဲ့မုတ်ဆိုးလက်စုပ်သီးကိုအခွန်ပါဝါစာမျိုးချလိုက်ပြီးတဲ့နောက်ပြန်လေသတိရရှိလာတာကိုသူတို့သိရှိကြပုံမရအခုကျွန်တော်ငေးကြောင်ကြောင်ဖြစ်နေပုံကကျောမီယာတစ်ပင်ကြီးရဲ့အခေါင်းပေါက်ထဲမှာစပကြီးမွေကြီးကကျွန်တော်ကိုညှို့ယူခြင်းကိုခံလိုက်ရတာနဲ့အတူမမျှော်လင့်ပဲသူတို့အုပ်စုရောက်ရှိလာကြပြီးကျွန်တော်အသက်ကိုကယ်တင်လိုက်နိုင်တဲ့အပြင်တစ်ပင်ထက်ကတနက်မှန်ပြီးပြုတ်ကျလာတဲ့ကြီးမားလုံးတဲ့စပကြီးမွေကြီးကိုထင်မဲ့မထားပဲရုတ်တရက်မြင်တွေ့လိုက်ရတာကြောင့်တထိတ်တလန့်နဲ့ငိုင်းတွေငေးမောရင်မင်တက်မိကကြည်နေလိုက်ခြင်းပင်အခုကြီးနဲ့တင်ဆိုးတို့ကျွန်တော်ဘာမှဖြစ်ဘူးဗျကျွန်တော်ဖြစ်ကအန်ဩစရာကောင်းလို့ပါတကောင်ကောင်တော့အန်ဒီရပေးတော့မယ်ဆိုတာကိုသိလိုက်တော့တတိထားပြီးတော့ရှေ့ကိုမဲပြီးတော့အာယုံစိုက်နေတာလက်စားသက်တော့အန်ဒီရကောင်ကတစ်ပင်ထဲမှာဖြစ်နေတာဟုတ်ဗျကျွန်တော်ကလည်းညံ့ပါတယ်အဖြစ်ကအန်ဩစရာလည်းကောင်းပါတယ်ဗျအဲ့ဒါကြောင့်ဘာပြောလို့ပြောရမှန်းမသိဖြစ်နေတာပါတနက်ထီမှန်ခံထားရပြီးမုတ်ဆိုးလက်ဆုပ်ပင်ကြီးပေါ်မှာမြေပြင်ပေါ်ကိုပြုတ်ကျလာတဲ့စပကြီးမွေကြီးကတွန်းလိန်ကောက်ကွေးရုန်းကန်နေရင်အနီးမှာရှိတဲ့ပေါင်လုံးခန့်တစ်ပင်တွေကိုရစ်ပတ်လိန်ညင်းနေမှုကြောင့်တပြောင်ပြောင်ကျိုးတန်ကြီးတွေနဲ့အတူလူလိန်ဆွဲညင်းနေရင်အတန်ကြာတော့ငြိမ်သက်သွားတယ်ထိုစဉ်မှာအဖကောင်းကပုံစံကြည့်ရတာမွေကြီးကမြေထောင်းညို့တာမဖြစ်နိုင်ဘူးကွာသူ့အောက်ကိုရောက်သွားတဲ့ဘိုးလေးကိုတစ်ခေါင်းပေါက်ကနေခေါင်းထွက်ပြီးတော့အခိုးလွတ်ပြီးညှို့တဲ့ပုံပဲအဖကောင်းကမွေသေးကြီးကိုကြည့်ရင်တွေးတွေးဆဆနဲ့ပြောနေသည်မှာဖြစ်နိုင်တဲ့ကိစ္စမို့ငြိမ်နေလိုက်ရင်းမှာအဖကောင်းတို့အုပ်စုကဲပေလို့ဗျာကျွန်တော်မွေတကောင်ရဲ့အညို့ခံလိုက်ရပြီဆိုတာကိုတော့ခံမှန်းတွက်ဆလိုက်မိတယ်ရန်သူကရှင်းမြင်ခွင့်မဲ့လို့ရှင်းမြင်ခွင့်ကိုပဲမဲကြည့်နေတာအခုလိုအပင်ပေါ်ကလူကိုဒုက္ခပေးမယ်မှန်းကိုဘလို့မှမတွက်မိဘူးသတိလည်းမထားမိဘူးဗျဒါကြောင့်ကျွန်တော်အသက်ကိုကယ်လိုက်တဲ့အတွက်ဒီကျေးဇူးကိုတစ်ချိန်ချိန်မှာပြန်ဆက်ပါမယ်ဗျာကျွန်တော်ရင်ထဲမှာရှိနေတဲ့စကားတို့ကိုပြောလိုက်မိတယ်ပြောလိုက်မိတဲ့စကားတို့ကစီလျော်မှုရှိမရှိကိုတော့ကျွန်တော်မသိကျွန်တော်အသက်ကိုလက်မတင်ကလေးကဲတင်ပေးလိုက်ကြတဲ့သူတို့၃ဦးကိုတော့ဖြင့်ကျွန်တော်အသက်ထင်ရှားရှိစဉ်နေသမျှမိနိုင်တော့မည်မဟုတ်တော့ပါကျေးဇူးတင်လွန်းသဖြင့်ဘလို့ပြောရမှန်းမသိတော့သည့်ကြားမှာကျွန်တော်မျက်ဝန်းအိမ်အတွင်းမှမျက်ရည်ပေါက်ကြီးတို့အားရွာချနေသောမိုးပေါက်ကြီးများပမာနဲ့မုတ်ဆိုးဆိုတာကလည်းတစ်ခါကြပြန်တော့သားကောင်ဘဝရဲ့ပါလေးမောင်ဟုတ်ကဲ့ပါအခုဆိုရင်တော့ဆရာလေးမောင်ရေးသားတဲ့မုတ်ဆိုးဝတ္ထုဇလန်းကောင်းတွေကိုနားဆင်ခဲ့ကြတာဖြစ်ပါတယ်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေကိုကျေးဇူးတင်ကြောင်းပြောရင်းနဲ့အခုလိုမျိုးစိတ်ဝင်စားစရာမုတ်ဆိုးဝတ္ထုတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ